လောကလေးကိုလူသားတယောက်ဘဝရောက်လာတဲ့အချိန်ကစပြီးတော့တကယ်ကျေးဇူးကုန်များကြတဲ့ပုဂ္ဂိုလ်တွေကိုရှာကြမယ်ဆိုရင်အရင်ဥဆုံးတွေ့ရမှာကအဖေအမေတဲ့ကျေးဇူးကြီးမားတဲ့ပုဂ္ဂိုလ်ဆိုတာလောကကြီးအလယ်မှာရှာလို့ရပါမလားမရနိုင်ဘူးဟုတ်လားအဖေလောက်ကျေးဇူးများတဲ့ပုဂ္ဂိုလ်အမေလောက်ကျေးဇူးများတဲ့ပုဂ္ဂိုလ်လောကအလယ်မှာလူဖြစ်ခွင့်ရလာတဲ့လူသားအလုံးအတွက်ရှာလို့မတွေ့နိုင်ပါဘူးတဲ့အဲ့ဒီရှာမတွေ့နိုင်တဲ့ကျေးဇူးကုန်တွေများလာပါတယ်ဆိုတဲ့မိဘနှစ်ပါးမှာတောင်မှနောက်တစ်ဆင့်ထက်ခွဲလိုက်မယ်ဆိုရင်တဲ့အဖေအပေါ်နဲ့အမေအပေါ်မှာကျေးဇူးကိုအာယုံပြုကြည့်တဲ့အခါသာသမီတိုင်းကဘု து ဘက်ကိုအလေးထားတယ်အမေဘက်ကိုအလေးထားတယ်ဟုတ်လားဒါကြောင့်အမေနဲ့အဖေတဲ့ကျေးဇူးတွေဂုဏ်တွေမြောင်များစွာကြီးမားပါတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေနှုတ်ကဘလောက်ပင်ပြောပြီးတော့ရည်ရွတ်ပါစေတကယ်တမ်းလောကအလယ်မှာရှာရင်မတွေ့နိုင်ပါဘူးအမေလိုပါပဲအဖေလိုပါပဲလို့နှုတ်ကပြောခြင်းသလောက်ပြောပါစေအမေလိုတကယ်မဟုတ်ဘူးဆိုတာအဖေလိုတကယ်မဟုတ်ဘူးဆိုတာကတော့ဘဝအတွေ့အကြုံနေရင့်လာလေးလေးသိလေးလေးပါပဲဟုတ်တယ်မို့လားအမေလိုပဲအဖေလိုပဲတချို့ကအမလီကိုအမေပြီးတော့ဒီလောက်မခံစားရဘူးသူကျေးဇူးတွေနဲတာမဟုတ်ဘူးဆိုတဲ့စကားအထိမပြောဘူးလားနှုတ်ကပဲပြောတာပါဟုတ်လားလက်တွေဘဝမှာလူသားတယောက်အတွက်တကယ်ခံယူတတ်တဲ့ဂုဏ်ကျေးဇူးကိုသိတတ်တဲ့စိတ်ကောင်းစိတ်မြတ်ရှိမယ်ဆိုရင်တဲ့အဖေနဲ့အမေနှစ်ယောက်ရှိတာတောင်မှအမေကိုပို့ပြီးတော့ရှာလို့တွက်လို့ရပါတယ်ဒီတော့အမေတဲ့အဖေတဲ့ကျေးဇူးကိုများပါတယ်ဆိုတဲ့ပုဂ္ဂိုလ်ဒီလောကကြီးမှာရှာလို့ရှိနိုင်ပါမလားမရှိနိုင်ဘူးဆိုတာရောပြိဿရေတော်တော်များများမသိဘူးလားသိတယ်အဲ့ဒီအသိကပြိဿရေတကယ်ရင်ထဲကခံယူထားတဲ့အသိမျိုးဖြစ်ဖို့လိုတယ်နှုတ်ထဲကလူပြောလူကြားကောင်းအောင်သိတဲ့အသိဖြစ်ဖို့မဟုတ်ဘူးဟုတ်လားဘာဖြစ်လို့လဲဆိုတော့ဦးဇင်းတို့ဆိုတာကသာသနာဝန်ထမ်းနေသာသနာဝန်ထမ်းရှင်ရဟန်းတော်တွေရဲ့ဘဝဟာကြည့်လိုက်ရင်ငယ်ပြူယဟန္တာမှန်ပြိဿရေရှင်နှစ်9နှစ်10နှစ်17နှစ်12နှစ်ထက်ကြီးပြီးတော့သာသနာပေါင်းရောက်လာတဲ့ကိုတော့သိမရှိပါဟုတ်လားရှင်နေသားအရွယ်9နှစ်သားအရွယ်10နှစ်သား17နှစ်သား12နှစ်သားအရွယ်လေးကစာပြီးတော့မှဟောဒီသာသနာပေါင်းဝင်ရောက်လာတဲ့ကိုတော်တွေဖြစ်လာတဲ့အတွက်ကြောင့်နဲ့အမေမေတ္တာတွေမြောင်များစွာဝေးကွာခဲ့ပါတယ်အဖေအေးတွေမြောင်များစွာဝေးကွာခဲ့ပါတယ်ဆရာသမားရဲ့လမ်းညွှန်မှုပြသမှုအနှံမှုကိုပဲခံယူပြီးတော့ဟေ့ဒီမျိုးကဒီစာသင်တိုင်းကောင်းတယ်မင်းရောက်အောင်သွားဆိုရင်လေမန္တလေးတိုင်းသားတယောက်ကအေရဝတီတိုင်းကမြို့တစ်မြို့မှာသွားပြီးတော့ပညာသင်ရတဲ့ယဟန်တွေရောမြောင်များစွာမရှိဘူးလားရှိပါဗျာရှိတယ်ဒီလိုပဲမြောင်များဒေသကမွေးဖွားပြီးတော့မန္တလေးစကိုင်းကိုသွားပြီးတော့ပညာသင်ရတဲ့ပုဂ္ဂိုလ်တွေလည်းမြောင်များစွာရှိပါမယ်ဒီတော့ယဟန်နေသာမဏေရဲ့ဘဝဆိုတာကလူတကာဓမ္မရဲ့ပစ္စည်း၄ပါးကိုအမိပြုပြီးတော့ဘဝကိုအညွတ်တလူလူထိုးထောင်ထွက်လာအောင်ကြိုးစားရတာဆိုတော့တကယ်တမ်းဆက်ဆံရတာဦးဇင်းတို့ယဟန်နေမှာဆွေမျိုးတွေနဲ့ကအလွန်ဝေးပြီးတော့ဆွေမျိုးမဆက်တဲ့ပုံကိုယ်တွေနဲ့အလွန်မနီးရဘူးလားနီးရတယ်ဆွမ်းခံတဲ့အိမ်တွေကြည့်လိုက်စမ်းမှဆွေမျိုးမပါပါဘူးယဟန်ခံတဲ့ဒကာကြီးတွေဒကာမကြီးတွေကြည့်လိုက်စမ်းမှဆွေမျိုးမရှိသလောက်များပါတယ်ကျောင်းဒကာကြီးတွေဒကာမကြီးတွေကြည့်လိုက်စမ်းမှဆွေမျိုးမတော်ပါဘူးဆွေမတော်မျိုးမဆက်တဲ့အဲ့ဒီပုဂ္ဂိုလ်ရဲ့ဆွမ်းသင်္ကန်းကျောင်းစီပစ္စည်း၄ပါးကိုအမိပြုပြီးတော့မှသာသနာမှာဘဝရဲ့အညွန့်တွေကိုထောင်ထွက်အောင်ကြိုးစားနေရတဲ့ဒီကိုယ်တော်အလုံးဟာပြိဿဒီတရားဓမ္မရဲ့မေတ္တာနဲ့ထိတွေ့ခွင့်နေအမြဲရမနေဘူးလားရနေတယ်ဟုတ်လားရနေတော့ဟောဆွမ်းတကဆွမ်းမနဲ့တွေ့လိုက်ပြန်တော့လေကို့အတွက်ဂယုတစိုက်လေးလုပ်ပြီးအိုးကြည်စမ်းငါအဖေမေမဟုတ်ပေမဲ့ငါ့ကိုအဖေလိုမေလိုပဲဟာဂယုစိုက်တယ်ဟာဟောအဖေမေတယောက်တိုးမသွားဘူးလား
တစုံတိုးပြန်ပြီကျောင်းတကာကျောင်းမှာမလီသူတို့သားတွေအိမ်မှာရှိရတဲ့ထိုးကျောင်းတက်ကကွင်လေးတွေဦးစင်းလေးတွေသူ့သားတွေလိုပဲလာကျွေးနေကြဟာဆိုတော့ရောအဖေမေတစုံမတိုးပြန်ဘူးလားတိုးရပြန်ပြီဟုတ်လားယဟန်တကာယဟန်မှာဆိုတော့ပိုးဆိုးသွားပြီပစ္စည်းလေးပါးတကာဓမ္မပြည့်ခံယူလိုက်တော့အောင်မလီဖျားပေးတဲ့အဖေမေရပြန်ပြီဟာဆိုတော့ကျွတ်တို့ဘုန်းကြီးတွေမှာတော်တော်လေးရင်းနှီးလာရဲ့အမေလိုအဖေလိုရင်းရင်းနှီးနှီးနဲ့ကိုယ့်ဘက်ကမေတ္တာတွေမြောင်များစွာပြန်မပေးဘူးလားပြီးတယ်ဦးဇင်းတို့မှမဟုတ်ဘူးငယ်ပြူယဟန်တိုင်းဓမ္မမို့ရင်သာသနာမှာတကယ့်ဂုဏ်ကျေးဇူးကိုအောက်မေ့တတ်တဲ့ကိုတော်တိုင်းဟာတရားဓမ္မတွေနဲ့သွေးမတော်သားမဆက်တော်လည်းပဲအမေအဖေလိုတန်ရောစဉ်ရှိတန်ဖိုးထားလိုက်ရင်အမေအဖေလိုမျိုးပြန်ပြီးတော့မေတ္တာမပေးဘူးလားဒီတိုင်းပဲဒီတော့ဟောဒီကိုတော်တွေမှာသာသနာပေါင်းနေလိုက်တာမွေးလိုက်တဲ့အဖေနဲ့အမေကရွာမှာကြံခဲ့ပြီမဲ့မြို့ပေါ်မှာရောက်လာတော့တွေ့လိုက်တဲ့အဖေတွေအမေတွေမြောင်များစွာတဲ့အောင်မလေးငါအဖေလိုပဲငါအမေလိုပဲငါညီမလေးလိုပဲငါညီလေးလိုပဲငါအကိုကြီးအမကြီးလိုပဲလို့အောက်မေ့ပြီးတော့ပုံပေးလိုက်တဲ့မေတ္တာတွေအဟုတ်မှန်ပြီးတော့ပုံပေးလိုက်တာပြိဿသူတို့မကျေနပ်တာလေးတကွက်လောက်ရှိတော့နှခမ်းမောင်းတင်ပြီးတော့ကြောင်းမလာတဲ့တရားဓမ္မတွေရောမရှိဘူးလားအဲ့ကြမှာဩကြည်စမ်းငါတို့ကတော့ကြီးစုတွေကြီးမားလို့ကို့အဖေမေတို့သဘောထားတန်မိုးတွေထားလဲရတာစကားလေးတစ်လုံးမှားတာနဲ့လာတော့ဘူးဗျာပြောသွားသေးတယ်အောင်မလေးကြီးကျယ်မနေနဲ့ဘုန်းကြီးပေါ်ပါဟုတ်လားအဲ့ကြောင့်ပြိဿရေအဖေအမေလိုကောင်းတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေရင်ထဲမှာခံစားပြီးတော့တကယ်ကြတော့ဘဝလောကရန်နဲ့ကြုံလိုက်တဲ့အခါစကားလေးတခွန်းကြောင့်အမူအရာလေးတစ်ချက်မှားတာကြောင့်ကြောင်းမလာတော့ဘူးဆိုတာကိုသိသွားတဲ့အခါကျတော့ဩဒီလောက်မေတ္တာတွေနဲ့ငငယ်လေးတွေကတင်းတနီစောင့်ရှောက်လာတဲ့တရားဓမ္မတော်မှာအပြောလေးတခွန်းမှာအနေတိုင်းလေးအမူအရာလေးတစ်ချက်မှားလိုက်တာနဲ့ငါတို့ကိုစိန်ကားရက်တယ်ဆိုတော့လောကကြီးမှာအဖေအမေဆိုတာကိုကတာသတ်မှတ်တာသူတို့ဘက်ကမေတ္တာကအဖေလိုအမေလိုမရှိပါလားဆိုတာပြိတ္တသိချမသွားဘူးလားသိချသွားတယ်မယုံမရှိနဲ့ငါတို့တွေအများကြီးပဲဟုတ်လားတိတ်ခါတတ်တဲ့ရဟန်းတကရဟန်းမှာရည်တွက်မယ်ဆိုရင်100တောင်ကျော်နေပြီဟုတ်လားအခုကျောင်းမှာ90တောင်ပြည့်အောင်မလာတော့ဟုတ်လားအမလေးမလာတော့ဘူးကြီးကျယ်သွားပြီနိုင်ငံတော်ကြီးဖြစ်သွားလို့ဟုတ်လားပြောသွားတာကတမျိုးဟုတ်လားပြန်ဆောင်တစ်ခဲခဲနဲ့တပည့်တော်တို့ကဒီနေ့စကားပြောဖို့အလှည့်ကြအောင်မလားကိုတော့ပြီးမပြီးနိုင်ဘူးကိုတော့ဘယ်ဟာတွေမှလည်းမသိဘူးကိုတော့နဲ့ဟုတ်လားအလီရွတ်တယ်လို့ရွတ်ပြီးနှခမ်းမောင်းတင်ပြောသွားတာဒီအများကြီးပဲဟုတ်လားတယ်လီဖုန်းနဲ့ချော်လဲမလာတော့ဟုတ်လားအိမ်ဒီမျက်နှာချိုလေးသွေးပြီးသွားလဲမလာတော့အဲ့ကြမှာအဖေအမေလိုပဲအဖေတို့အမေတို့လိုပဲကောင်းတယ်လို့ထင်ရတဲ့လူတွေတကယ်ကြတော့အဖေအမေနဲ့ဘာမှမဆိုင်ပါလားဆိုတာထင်ရှားမသွားဘူးလားတို့ပြိတ္တရောစီးပွားရေးနဲ့ပဲလူမှုရေးနဲ့ပဲပညာရေးနဲ့ပဲယာတုဂုံသိနဲ့ပဲဟုတ်လားဟာတပည့်တော်မောသိကောင်းတာဆရာတော်မိဘလိုပဲဆုံးမဆရာကြီးဆုံးမပေးဆရာကြီးပေးဆုံးဆရာကြီးဆုံးတောင်းဆရာကြီးတောင်းလို့ဒီလိုအာယုံယူထားပေမဲ့ပြိတ္တအခြေအနေမပေးတာလေးတစ်ခွက်လောက်တွေ့သွားရင်အဲ့ဒီလူတွေပဲရံမဖြစ်ရဘူးလားအဖေအမေနဲ့တူတဲ့လူလောကမှာရှိလားရှိဘူးဟုတ်လားတူတဲ့လူမရှိဘူးအမှုတွေအမေတုနဲ့အဖုတွေအဖေတုတွေပဲရှိတာဟုတ်လားဒီတော့ဥစဉ်ပြောလို့တာကဟောဒီလောကရဲ့အလယ်မှာလောကတွေကိုရောက်လာတဲ့လူသားအလုံးအတွက်အဖေလိုအမေလိုတကယ်မေတ္တာကရုဏာမုဒိတာဥပေက္ခတရားထားနိုင်တဲ့ပုဂ္ဂိုလ်ဆိုတာဟောဒီလောကအလယ်မှာတကယ်မရှိပါဘူးမကောင်းဘူးလို့ပြောတာမဟုတ်ဘူးနော်ကောင်းရင်ကောင်းမယ်အဖေမေတ္တာပုံနိုင်ပါမလားမပုံနိုင်ဘူးဟုတ်လားဒါကြောင့်ပဲမြတ်စွာဘုရားကမိဘတွေရဲ့ဂုဏ်ကျေးဇူးတွေကိုထုတ်လိုက်တဲ့အခါမှာဗျမပြေကဗျမကြီးတွေသည်မေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့ဗျမစိုးတရား၄ပါးလက်ကင်ထားပြီးတော့ဇံချမ်းသာနဲ့ချမ်းသာနေကြပါတယ်အေးဗျမပြေကဗျမကြီးတွေရဲ့နှလုံးသားမှာအမြဲတမ်းမေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့ဗျမစိုးတရား၄ပါးလက်ကင်ထားပြီးတော့ဇံချမ်းသာလေးနဲ့ချမ်းသာနေကြသလိုပါပဲဟောဒီလောကကြီးထဲမှာသာသမီမြောင်များစွာကိုမွေးဖွားလိုက်တဲ့မိဘအတိုင်းသည်မိမိရင်တွေကမွေးဖွားခွင့်မရသေးတဲ့ရင်ထဲလွယ်ထားတဲ့သာသမီလေးတွေကိုမမြင်ရစဉ်ကာလကလေးကသာမန်သမီးမမတိမဘာမှမသိသေးတဲ့ကာလကလေးကမေတ္တာမြောင်များစွာကိန်းနေပါပြီ
အမေတို့အဖေတို့ရဲ့နှလုံးသားထဲမှာဟိုစာရေးဆရာတွေတချင်းဆရာတွေဆိုကြရေးကြသလိုဘဝလက်နှလုံးပကုံးလက်နဲ့တင်ဝါဘတ်တော်ကစီနှစ်နဲ့ဆိုတာကထားလိုက်အောင်အမေတယောက်ရဲ့နှလုံးသားထဲမှာဟောဒီရင်သွေးဟုတ်လားယောက်ျားဖြစ်လာမလားမိန်းမဖြစ်လာမလားမသိစဉ်ကာလတလသားလောက်အရွယ်ပဋိသန္ဓေတီဗီဆိုတဲ့ကဆရာဝန်ကပြောလိုက်ပြီဆိုရင်အမေရင်ထဲမှာဒီရင်သွေးလေးအတွက်ကြီးမားတဲ့မေတ္တာဓာတ်တွေပေါ်မလာဘူးလားပေါ်လာတယ်ဟုတ်လားဦးဇင်းဒီတရားကိုဒီရက်ပိုင်းမှာဒီတရားပဲဟောနေတယ်ဘာဖြစ်လို့အဲ့ဒီတရားဟောလဲဆိုရင်အမေတယောက်ရဲ့ခံစားချက်ကိုကိုယ်တိုင်ကြုံတွေ့ကြရလို့ဟုတ်လားဦးဇင်းတို့ဟိုဘက်နေ့ဒီမနေ့ကတမြန်နေ့ဟိုဘက်တမြန်နေ့ဟိုဘက်ကနေရပါလေရက်လေစွမ်းတစ်ခုသွားပြီးတော့ဖုံးပေးရတယ်ကလေးမလေးကအသက်28နှစ်နဲ့ဆုံးသွားတာရက်လေမှာလဲဦးဇင်းတို့ကိုယ်တိုင်ကြွပြီးတော့တရားဟောပေးတယ်တရဏဂုံတင်တော့လေရေဝေးသုတ်တံမှာဦးဇင်းနဲ့ဖြူစရာတော်ဘုရားကြီးကိုယ်တိုင်နှစ်ပါးကြွပြီးတော့တရဏဂုံတင်ပေးတယ်ဘာဖြစ်လို့လဲအဲ့ဒီအတိုင်းဝိုင်းကဦးဇင်းတို့တရားဓမ္မတွေဖြစ်နေတော့ဟုတ်လားသို့တော့ဒီကလေးမလေးနဲ့ဦးဇင်းနဲ့အသက်ရှင်တော့ကမသိဘူးအဲ့တော့အသက်28နှစ်လေးနဲ့သေဆုံးသွားတယ်ဆိုတော့စိတ်ဝင်စားတယ်ဟဲ့ဘာဖြစ်လို့ဒီလောက်လေးနဲ့သေသွားရဘာယောဂလဲဆိုတော့ပြိဿကြီးမြန်ပြောရရင်တော့ဆရာတော်ဘုရားတဲ့ကိုယ်အစိတ်တင့်ပြီးတော့အစိတ်တက်ပြီးတော့ကိုယ်လေးလသားမှာတာရောဟိုရင်သွေးရောအမေရောဆုံးသွားတာပါဟုတ်လား28နှစ်နော်ဒီကလေးမရခင်တုန်းကကိုယ်6လလောက်ယူပြီးတော့တစ်ခါပြတ်ကြဘူးလို့ဆရာဝန်ကပြောထားတယ်နေ့မှာယောဂရှိတယ်နေ့ယောဂကိုယ်ယူလို့လုံးဝမရဘူးသမီးဒီတော့ဒီဘဝမှာတော့သမီးကိုယ်ယူဖို့ကလေးမိဖွားဖို့အတွက်မစင်စားပါနဲ့ဆရာဝန်ကတစ်ခါတည်းမှားထားတယ်သို့တော်ပြိဿကြီးငယ်လဲငယ်သေးတာလဲပါလိုချင်တာလဲဖြစ်မှာပေါ့လေကောင်မလေးနဲ့ကောင်လေး28နှစ်ဆိုတော့ငယ်သေးတာပေါ့ဟုတ်လားကိုယ်လိုချင်လို့ယူလိုက်တယ်ထင်ပါတယ်အဲ့ဒါတလမပြည့်ခင်ကိုတီဗီဆိုတဲ့အချိန်တွေကဆရာဝန်ကြီးကသိတယ်ဟဲ့သမီးနင်ကိုယူလို့မရဘူးဆရာပြောထားတယ်အဲ့တော့ဒီကိုနင်ယူမလားဘယ်လိုလုပ်မလဲဒါကတော့ဆရာဝန်တယောက်အနေနဲ့ဘုန်းကြီးတစ်ပါးအနေနဲ့ပြောလို့မကောင်းဟဲ့ဖြတ်ချလိုက်လို့ပြောလို့ကောင်းမှမလားဆရာဝန်ဟဲ့သမီးဒီကိုနင်ကိုယူမလို့လားနင်ယူလို့မရဘူးနော်နင်ဖြစ်ကလေးဖြစ်တယောက်ယောက်အန္တရာယ်ဖြစ်လိမ့်မယ်ပြောပေမဲ့လေတလာသာဘာမှခြေလက်မပေါ်သေးတဲ့ဒီကိုယူပြီးတဲ့ဒီကလေးမရဲ့မေတ္တာမိခင်လောင်းရဲ့မေတ္တာဘလောက်ကြီးမားလဲဆိုရင်ဆရာတဲ့ကျမမကြီးကိုဂရုစိုက်ပြီးတော့ဘာမှမလုပ်ပါဘူးကျမကြီးဂရုစိုက်ပြီးနေပါမယ်အခုဘုရားစာသူတို့လူပြောလို့ပေါ့ဘုရားစာတွေလည်းအများကြီးရွတ်ပါတယ်ကျမဒီကလေးကိုလိုချင်တဲ့ဆရာရဲ့ကျမမဖြတ်ပြရစီနဲ့ဒီရင်သွေးကိုကျမလူပြေကိုလူဘဝကိုရောက်အောင်ခေါ်ခြင်းပါတယ်ဟောဘယ်လို့မှပြောလို့မရဘာမှမသိတဲ့လာသားအရွယ်ရင်သွေးတီးပြီးဆိုကြတဲ့ကအမေတယောက်ရဲ့တကယ်မိခင်ကောင်းတယောက်ရဲ့နှလုံးသားထဲမှာဒီရင်သွေးပေါ်မှာကြီးမားတဲ့မေတ္တာတရားတွေစတင်ပြီးတော့မကင်းခဲ့ဘူးလားကင်းခဲ့တယ်ဟုတ်လားဆရာကသူကမေတ္တာရက်ခံလိုက်တယ်ကျမဘုရားစာတွေလည်းများများရွတ်ပါမယ်ကုသိုလ်ကောင်းမှုတွေပြုပြီးတော့ကလေးရောကျမရောကျမ်းမာမာနဲ့မွေးဖွားလို့ရအောင်ဆုတောင်းပါမယ်ဆရာရဲ့ကျမဒီကွန်တော့ယူခြင်းတယ်ဆိုတော့ကဲကာယကံရှင်ကိုယ်တိုင်ကယူခြင်းတယ်ဆိုမှတော့ဆရာဝန်ဆေးပညာရှင်တယောက်ကဖြတ်ချလိုက်ပါလို့ပြောပါမလားမပြောဘူးဒီကိုယ်ယူရင်သူ့အတွက်အသက်အန္တရာယ်ရှိတယ်ဆိုတာရောမသိဘူးလားရှိတယ်သို့တော်လည်းပြိဿရဲ့မိမိရဲ့အသက်အန္တရာယ်ရှိတယ်ဆိုတာသိပင်သိညာတော်လည်းပဲမိမိကိုအကြောင်းပြုပြီးတော့လူဘဝကိုရောက်လာမယ်ဟဲ့ဒီသွေးသားဟောဒီကိုယ်နဲ့မိခင်ကောင်းတယောက်ရဲ့မေတ္တာဓာတ်တွေကိန်းနေတဲ့ဒီမိန်းကလေးနှလုံးသားမှာဖြတ်ချဖို့အစီအစဉ်မရှိဘူးဟုတ်လားဒီတော့ကိုယ်ယူလာလိုက်တာပြိဿရဲ့စောစောကပြောထားသလိုပဲကိုယ်လေးလာရတဲ့အချိန်အကောင်းကြီးကနေပဲအသက်ရှူကျက်တယ်လို့ဆေးရုံသွားလိုက်တာပြိဿရဲ့သူ့အမေကတော့သိမယ်မထင်သေးဘူးသေကနီးနေလို့ဟိုကကလေးကနေပြီးတော့ဘုရားစာလေးပါလေရွတ်ပေးပါနာကျင်လို့ပြောနေတာကိုပြိဿရဲ့အော်လူကြီးတွေအဲ့ဒီသိမယ်မထင်သေးဘူးတဲ့မထင်မဲ့ဖဲနဲ့သေသွားတဲ့အခါကျမှရင်ခွဲကြည့်လိုက်တော့ကလေးကသေနေတာတစ်ပတ်လောက်ရှိပြီကဲပြိဿရဲ့ဝမ်းနဲ့ဆရာမကောင်းဘူးလားဒီကုန်းကတကယ်ကျမ်းမာကြီးကိုချစ်တဲ့ဟာငါ့ကိုငါတော့ပုံမချစ်နိုင်ဘူးဒီရင်သွေးအတွက်တော့ငါအသေးမခံနိုင်ဘူးဆိုပြီးတော့သိလာတဲ့အချိန်မှာဖြတ်ချရင်ရောမရဘူးလားတကယ်မိခင်ကောင်းနှလုံးသားတကယ်မိခင်ကောင်းရဲ့မေတ္တာစိတ်ကိန်းသွားတဲ့အမျိုးသမီးတယောက်အတွက်မိမိကိုယ်ကိုဖြတ်ချရတဲ့အစိတ်ပိုင်းရှိပါမလားမ
မရှိဘူးဒါကြောင့်တို့စာထဲမှာတွေ့ခဲ့တဲ့အမေမေတ္တာဆိုတာဒီကနေ့လက်တွေ့ကြားလိုက်ရတာပဲလို့ဆရာတော်နဲ့ဦးဇင်းနဲ့လက်ကုပ်ပြီးတော့တပတ်နဲ့တပတ်ပြောမိတယ်ဟုတ်လားဒါကြောင့်ဘာပဲပြောငါမိဘတွေနဲ့ပတ်သက်တဲ့မမေ့အပ်တဲ့ဂုဏ်ကျေးဇူးတွေတော့တတိပေးတဲ့အနေနဲ့တရားတစ်ပုဒ်ထုတ်မှပဲလို့ဒီတရားကိုဟောတာဦးဇင်း၄နေရာလောက်ပဲရှိပါသေးတယ်ဟုတ်လားဒါကြောင့်ဗျမပြေကဗျမကြီးတွေသည်မေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့ဗျမစိုးတရား၄ပါးလက်ကင်ထားပြီးတော့ဇံချမ်းသာနဲ့နေကြသလိုပါပဲဟောဒီလောကကြီးထဲမှာသာသမီအလုံးတို့ရဲ့မိဘအပေါင်းသည်သာသမီလေးတွေကိုမွေးပြီးတဲ့အချိန်ဆိုတာကအလွန်ကိုနောက်ကြပါသေးတယ်မမွေးခင်ကိုယူစဉ်ကာလကလေးကကိုလွယ်ခွင့်ရလိုက်တဲ့အမေနှလုံးသားထဲမှာလေအမေဘဝမရောက်သေးပေမဲ့အမေမေတ္တာတွေကိနေပါပြီငါရင်နဲ့လွယ်တာတဲ့ဂုဏ်လေးငါအပူတွေအငန်းတွေအချိုတွေအခါတွေအဆက်တွေများစားရင်ဟောဒီကလေးဒုက္ခများရောက်လေမလားရဲ့လို့ယသတဏကိုဖယ်ခွာပြီးတော့ရှောင်ရှားရင်းနဲ့အမေရဲ့မေတ္တာတရားတွေကိုကြီးကြီးမားမားနဲ့ပြခဲ့ရပါတယ်မိမိရဲ့နေမှုထိုင်မှုတွေမှာဟောဒီကိုယ်အတွက်ကြီးကြီးမားမားတတိတရားတွေလက်ကင်ထားခဲ့ရပါတယ်အမေချမ်းချမ်းသာသာနဲ့ဒီကိုယ်ကိုမွေးဖွားပြီးတော့လူဘုံအလယ်မှာသားတယောက်သမီးတယောက်ဘဝကိုရောက်အောင်ခေါ်နိုင်ဖို့ရန်အဖေရဲ့ကြီးမားတဲ့စောင့်ရှောက်မှုကလည်းပဲအယက်သမားဖြစ်ပါစေဖေသမားဖြစ်ပါစေစိုက်ကားသမားဖြစ်ပါစေကူလီသမားဖြစ်ပါစေဒီကိုယ်အတွက်အဖေဟာလက်တွဲပေါ်အဖြစ်နဲ့မယုံကန်ခဲ့ရဘူးလားယုံကန်ခဲ့ရတယ်ဟုတ်လားလွယ်နေတဲ့အမေရဲ့နှလုံးသားထဲမှာလည်းအေးမြဖြူစင်တဲ့မေတ္တာတရားတွေမမြင်ရသေးတဲ့သာမမသိသမီးမသိတဲ့ရင်သွေးရဲ့အပေါ်မှာကြီးမားစွာကိန်းနေပါပြီမွေးဖွားဖို့ရန်အတွက်အစဉ်သင်ချမ်းချမ်းသာသာမွေးဖွားနိုင်ဖို့ရန်ချွေးတန်တရရဲ့နဲ့ကြိုးစားပေးနေတဲ့အဖေကောင်းလေးရဲ့မေတ္တာကလည်းပဲမမြင်ရသေးတဲ့ရင်သွေးလေးအတွက်ယူမိုက်နဲ့ချစ်ခဲ့ကြပါပြီဒီတော့အမေတို့အဖေတို့ရဲ့အေးမြဖြူစင်တဲ့မေတ္တာတရားကိုအတိအမှတ်ပြုတော့မယ်ဆိုရင်အဲ့ဒီအချိန်လေးကိုစတင်မတွေးလို့ရပါမလားကိုလတိုင်းဟောဒီရင်လွယ်ကိုလွယ်ခဲ့ပြီးတော့ဆေးရုံမှာပဲဖြစ်ဖြစ်အရက်ထဲမှာပဲဖြစ်ဖြစ်ဒီရင်သွေးအတန်ပေးပြီးတော့လောကအလယ်ကိုမမွေးနိုင်သေးသမျှကာလပတ်လုံးဟောဒီအမေဒီရင်သွေးကြောင့်အချိန်မရွေးသေးဆုံးနိုင်ပါတယ်ကိုယ်အသက်ကြီးကိုအရင်မပေးထားရဘူးလားပေးထားရတယ်ဒီတော့အသက်နဲ့လဲပြီးတော့ချစ်ပေးနိုင်တယ်ဆိုတာအမေလိုပုံကိုမျိုးလောကကြီးထဲမှာတူတဲ့လူရှာလို့ရပါမလားမရဘူးဟုတ်လားအမေတို့ရဲ့အဲ့ဒီလောက်ကြီးမားတဲ့မေတ္တာတရားတွေကိုသိတတ်တဲ့သားကောင်းယရဏသမီးလိမ္မာရီမြောင်များစွာရှိလို့အတိအမှန်ပြုနေကြပေမဲ့အတိအမှန်မပြုတဲ့သားမိုက်သမီးမိုက်တွေလည်းမြောင်များစွာရှိနေတတ်ပါတယ်မရှိနိုင်ဘူးလားအဲ့ဒါဘယ်ကစလာတာလဲဆိုရင်ကျေးဇူးဂုဏ်ကိုမအောင်မေ့တတ်အတိအမှတ်မပြုတတ်တဲ့ဘဝကစလာတာဟုတ်လားကဲအမေတယောက်နဲ့သမီးတယောက်မွေးလိုက်ပြီအမေတယောက်နဲ့သားတယောက်မွေးလိုက်ပြီတပြည့်နဲ့သားက20 30ဟောအရွယ်ရောက်လာပြီဆိုတော့အမေနဲ့အဖေနဲ့ဓာတ်လူရင်မောင်သွားအရွယ်တင်နဲ့အဖေအမေနဲ့ဓာတ်လူသွားရင်ညီကိုမောင်နှမလို့တော့မထင်ရဘူးလားထင်ရတော့ပခုံးချင်းရှင်လို့မရလာဘူးလားတခါမှအမေတို့အဖေတို့ကအသိဉာဏ်တွေနှုံနေတယ်ဘဝတွေဆင်းရဲတယ်သားသမီးတွေကအသိဉာဏ်ပညာတွေကျွေးလာတယ်ခေပညာတတ်ကြီးတွေလို့လက်မထောင်လာတယ်ဘဝအတွက်ယုံကန်းလိုက်တော့မြန်ကြီးဝါလာတယ်အဲ့ဒီအခါကျတော့အဖေနဲ့အမေနဲ့ကကိုလိုပဲသူလိုပဲဆိုတဲ့ဓာတ်လူစိတ်ထားတွေတောင်မှမဝင်နိုင်ဘူးလားဝင်နိုင်တယ်ဒီတော့အဲ့ဓာတွေကဘာဖြစ်လာလဲဆိုအဖေအမေနဲ့လက်ပွန်းတတိနေခွင့်ရလာတော့ကျေးဇူးဂုဏ်ကိုအောင်းမေးမဲ့အစားဘာလဲကွာသူတို့လက်ထက်ကဘာဖြစ်ခဲ့တာမှတ်လို့ငါတို့လက်ထက်ကျမှဒါတွေဖြစ်အောင်ကြိုးစားခဲ့ရတာဆိုတဲ့မိုက်ရိုင်းတဲ့အတွေးတွေဝင်သွားတဲ့အခါကျတော့မမေ့အပ်တဲ့ဂုဏ်ကျေးဇူးအနန္တရှိတဲ့မိဘနှစ်ပါးရဲ့ဂုဏ်တွေဆိုတာအဲ့ဒီသားသမီးတွေဖော်နိုင်ပါဦးမလားမဖော်နိုင်တော့ဘူးဒါကြောင့်မမေ့အပ်တဲ့ဂုဏ်ကျေးဇူးပိုင်ရှင်မိဘနှစ်ပါးရဲ့ဂုဏ်တွေကိုဒုပရိသတ်ဖော်တဲ့နေရာမှာပဋိသန္ဓေကစပြီးတော့ဖော်ဖို့မလိုအပ်ဘူးလား
မမွေးခင်တည်းကမေတ္တာတရားတွေကြီးမားခဲ့တဲ့အဖေနဲ့အမေဟောဒီကိုသမမသိသမီးမသိချစ်လိုက်ရတဲ့အဖေနဲ့အမေမွေးနေအောင်ကြိုးစားပြီးတော့မွေးခဲ့တယ်မွေးပြီးလာပြန်တော့ရောပြိဿရေပြစ်ထားသလားဒီသားလေးဒီသမီးလေးအတွက်ပြိဿအမေရှင်တွေကနှုတ်ချိုတွေတောက်ဆုတ်နိုင်ဖို့အမေမကြိုးစားရဘူးလားကြိုးစားရတယ်ဟောဒီရေွယ်ထဲမှာနှုတ်ချိုတွေတောက်စစ်နေတဲ့သားလေးသမီးလေးဘာမှမပြောတတ်သေးတဲ့အချိန်ရင်ွယ်ထဲမှာခြေကံလက်ကံနဲ့အမေနှုတ်ကိုအာရပါရဆုပ်ကင်ပြီးတော့စို့နေတဲ့အချိန်ဒီသားလေးနှုတ်အာရပါရစို့ဖို့ရန်အတွက်အမေနှုတ်ထွက်ဖို့ရန်ကိုမကြိုးစားခဲ့ရဘူးကြိုးစားခဲ့ရတယ်ဟောဒီသားလေးလောကအလယ်ဟောဒီသမီးလေးလောကအလယ်ရောက်လာတဲ့အတွက်ကြောင့်အမတ်တမတ်နေလိုက်မိတယ်အမတ်တမတ်စားလိုက်မိတယ်အဆက်မစားရမယ့်အချင်းအဆက်တွေအပူတွေစားမိတယ်ဝမ်းပြော့စားမစားရမယ့်အချင်းဝမ်းပြော့စားတွေစားမိတယ်အမိနို့ကိုတောက်ဆိုပြီးတော့ဘဝကြိုးစားလို့ရုန်းကန်နေရတဲ့ဟောဒီရင်ဝင်တွေကသာဟောဒီရင်ဝင်တွေကသမီးရဲ့ခန္ဓာကိုယ်တွေကိုအမိသွေးတွေဝင်သွားတဲ့အခါအမေဘိုက်နာတဲ့အစာတွေစားတော့နှုတ်ဆို့တဲ့ကလေးရောမနာဘူးလားအမေအပူစက်တွေစားတော့နှုတ်ဆို့နေတဲ့ကလေးရောမခံစားရဘူးလားခံစားရတဲ့အချိန်ကြတော့ရောပြိတ္တကြီးမှားသွားတဲ့ကိုယ်အမားအတွက်စုတ်တက်တက်နဲ့ရင်ဝင်ထဲမှာဟိုကန်ဒီကန်ငိုနေတဲ့ဒီရင်သွေးကိုကြည့်ပြီးတော့အမေရင်မမောခဲ့ရဘူးလားမောခဲ့ရတယ်ပြိတ္တကြီးဟဲငါအဲ့ဒါစားမိလို့ငါသားလေးဘိုင်းနာသွားတာလားအမလီငါသားလေးငါသမီးလေးအမေသာခံလိုက်ခြင်းနဲ့ဟဲဆိုတော့ဘာမှမပြောတတ်တဲ့ဒီသားလေးကိုမပြောတတ်တာကိုပူစရာဖြစ်ပြီးတော့အမေမှရောက်ရက်ခတ်မနေဘူးလားခတ်နေတယ်အမလီကျုပ်ကဒါပြိတ္တစားတွေလဲပါလေလက်တွေလဲအကုန်ရှောက်မေးထားတာကိုအမေရှိတော့အမေရှောက်ရှောက်မေးတာဟုတ်လားအဲ့တော့အမေရှောက်ရှောက်မေးတိုင်းဘူးသူကတခါကျတော့ဘုန်းကြီးကသာသွားတာဟိုတလောကလမ်းပေါ်တာသွားတရားဟောတော့လေအဲ့မှာဘသူရောက်နေလဲဆိုဦးစင်းတို့နဲ့17နှစ်12နှစ်သားတွေကခင်ခဲ့တဲ့ကောင်လေးတွေသူတို့ဇနီးမောင်နဲ့အိမ်အောင်ကြပြီးအဲ့မှာလမ်းပေါ်တာမှာရောက်နေတော့ကောင်လေးတွေကောင်မလေးကျုပ်စီတာသူကလေးလေးကလည်းအဲ့လိုပဲ3လခွဲ4လလောက်ပဲရှိအောင်ပဲကလေးလေးကိုသူတို့ကတော့အမှန်ဘုန်းကြီးနဲ့ဆိုရင်ခေါင်းလေးပါလေးကိုင်ပြေးလေးပါယူအန်တယ်ကင်းတယ်ဆိုခေါ်တာကလေးကငိုတာဦးစင်းဘက်ကိုပေးလို့မရဘူးဟဲ့ကလေးကဦးစင်းကကြည့်ပြီးတော့မနေနိုင်တဲ့ဘုန်းကြီးဟုတ်လားလူကြားတဲ့ကိုယ့်အကိုပြောမှမနေမပြောမှဟဲ့နင်ကလေးကငိုလိုက်တာဟမ်နင်မနေ့ကဘာစားလဲလို့နင်ငယ်သီးမြန်စားလာမသိဘိုင်းနာတာလည်းမသိဘူးလို့ဟုတ်လားကလေးကငိုလိုက်တာဆိုဟုတ်လားမျက်စောင်းတခဲခဲနဲ့သူ့ရောက်ခမကြီးအမလီတော့ဘုန်းကြီးကမသိသေးတော့ဟုတ်လားဓမ္မကြီးဘာဖြစ်လို့ဟုတ်တယ်လေတဲ့ဘုံဘုံပြောတယ်မနေ့ကရခိုင်ဘုံတီသွားစားတာလေတဲ့စားခြင်းလုံးတော့သွားစားခုကလေးကဘိုင်းနာပြီပေါ့တဲ့ဘုံဘုံပြောတာအကုန်လုံးဟုတ်တယ်ဆိုတော့အမေငါတည်းဟုတ်ပါလားဟုတ်လားရှော့မတွန်းနဲ့ဘုန်းကြီးဒီခေဘုန်းကြီးနေအကုန်လုံးလေ့လာထားတာလို့တော်သေးတာပေါ့အဲ့ဒါလို့ထင်လို့အမလီဒီဘုန်းကြီးငယ်ပြူမဟောရလားမသိဘူးတော့သွားပြီဟုတ်လားဟုတ်လားအဲ့တော့မင်းတို့ဓမ္မဂတိကဆိုအဲ့ဒါအကုန်လေ့လာထားတယ်အဲ့တော့မှကြည်စမ်းအမေနို့ကိုဓာတ်ရိုက်စို့နေတဲ့ဒီကလေးမှာအမေရဲ့ပေးဆက်လိုက်တဲ့အရာအလုံးအကောင်းရောအဆိုးရောမခံစားရဘူးခံစားရတာသိလိုက်ပြီဆိုအဲ့ဒီကလေးမှလည်းအဲ့ဒီလိုပဲအေးဟုတ်ပါဘုံဘုံရင်ဘုံဘုံမသိတပြည့်မသိဘူးအမတမန်နဲ့မလီသားလေးရဲ့သားလေးတအားနဲ့ဗိုက်တင်နာနေလားသူ့မှာဆိုဘာလို့မှမသိဘူးဟုတ်လားသူကလေးကိုရေခဲကပ်ပြီးရင်ကောင်းမလားမသိဘူးတဲ့ဟုတ်လားဗိုက်နာရေခဲများကပ်ပြီးရင်တတ်တာမလားမသိအေးသွားမလုံးနဲ့အသာထားလိုက်အဲ့ဒါတော့ငါလည်းဆက်မပြောတတ်တော့ဘူးဟုတ်လားအဲ့တော့ပြိဿမေတ္တာတွေနဲ့မြောင်များစွာပေးမွေးလာတဲ့ဒီသားသမီးပြိဿမျက်ရည်လေးတွေကျလာပြီဆိုရင်ငိုတန်လေးတွေထွက်လာပြီဆိုရင်ငယ်ငယ်လေးပဲဖြစ်ဖြစ်ကြီးကြီးပဲဖြစ်ဖြစ်အမေတွေအဖေတွေရဲ့နှလုံးသားထဲမှာခံစားနိုင်ရလားအောင်မလေးငါသားလေးဘာကြောင့်မျက်ရည်ကျတာလဲငါသမီးလေးဘာကြောင့်မျက်ရည်ကျတာလဲမုံမိုးမရလို့လားစာမေးဝဲမဖြေနိုင်လို့လားဘသူကဘာပြောလိုက်လို့လဲဆိုတဲ့အမေရဲ့နှုတ်ကကရုဏာတတ်တဲ့အတန်တွေရက်ွက်ထဲမှာလဲကြားရပါလိမ့်မယ်ကိုယ်တိုင်လဲပြောဘူးပါလိမ့်မယ်ကိုယ်တိုင်လဲကြားဘူးပါလိမ့်မယ်မြတ်မာကြီးတည်းရဲ့နှလုံးသားမှာမေတ္တာပြီးတော့ကရုဏာနှလုံးသားနဲ့နေသလိုပဲတဲ့အမေတို့အဖေတို့ရဲ့နှလုံးသားထဲမှာဟောဒီသားသမီးတွေကိုမေတ္တာတစ်ခုတည်းပေးတာဟောရတာနောက်ကတခုမြင်လာခဲ့တဲ့သုတ်တသက်နဲ့ခံစားရတဲ့ကရုဏာအတန်လေးလေအမေတို့အဖေတို့ရဲ့နှုတ်ကခဏခဏကြားရဘူးပါတယ်ဒါကြောင့်မြတ်ပြေကမြတ်မာကြီးတွေသည်မေတ္တာတရားကရုဏာတရားတွေနဲ့ချမ်းချမ်းသာသာနေကြထိုင်ကြသလိုပါပဲဟ
ဟောဒီလောကကြီးထဲမှာမွေးဖွားလို့လူဖြစ်ခွင့်ရလာတဲ့သာသမီအလုံးတို့ရဲ့အဖေနဲ့အမေတို့ရဲ့မေတ္တာနဲ့ကရုဏာကလည်းဟောဒီသာသမီအပေါ်မှာအမြဲတမ်းကိုကင်းအောင်လို့နေခဲ့ပါတယ်မေတ္တာကရုဏာတတ်ကြသလိုပါပဲမုဒိတာတရားတွေကြည်လိုက်ပြန်တော့လည်းပဲအဖေတို့အမေတို့နှလုံးသားမှာမုဒိတာပွားလို့မကုန်ပါတပြေးတပြေးနဲ့ဘဝတွေကြီးရင်လာတဲ့အခါမှာကျွတ်တို့ခုသာကေတတာ9ရက်ကွက်ထဲမှာပဲခုအကိုပြန်တွေးကြည့်မွေးပေးလိုက်တဲ့အဖေနဲ့အမေကသာကေတ9ရက်ကွက်မှာမွေးပေးလိုက်တယ်စစ်တပ်တဲ့ရောက်သွားလို့ဘုံမူကြီးဘိုလ်ချုပ်ကြီးဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေရောသာကေတသားတွေမရှိနိုင်ဘူးလားဆရာဝန်ကြီးတွေမရှိနိုင်ဘူးလားအင်ဂျင်နီယာကြီးတွေမရှိနိုင်ဘူးလားရှိသွားတဲ့အခါမွေးပေးလိုက်တဲ့အမေနဲ့အဖေကတော့9ရက်ကွက်မှာပဲမိမိတို့ရဲ့ရှေ့တုန်းကလက်ငုပ်လက်ရင်စီးပွားရေးလေးနဲ့ဘဝကိုဒီတိုင်းလေးမှန်မှန်ကြိုးစားလို့ရုန်းကန်နေရတယ်မွေးပေးလိုက်တဲ့မေတ္တာကရုဏာခံယူသွားတဲ့သားတွေသမီးတွေကယာဓုတွေမြင်သွားတဲ့ပုဂ္ဂိုလ်တွေရှိမယ်စီစိန်တွေကြွယ်ဝချမ်းသာသွားတဲ့ပုဂ္ဂိုလ်တွေရှိမယ်တဲ့ရှိပင်ရှိ냐တော်လေတနှစ်တစ်ခေါက်တောင်မှအမေအိမ်ပြန်မလာတဲ့သားသမီးတွေမပါနိုင်ဘူးလားလာပါပြီဆိုပြန်တော့လည်းပဲအမေနဲ့အဖေကိုအိမ်ကိုလှည့်လာလိုက်တာဧည့်သည်လာဧည့်သည်ပြန်ပြီးတော့ပြန်သွားတာလည်းရှိပါလိမ့်မယ်လုံးဝမလာတဲ့သားသမီးတွေလည်းရှိလိမ့်မယ်လာတော့လည်းဧည့်သည်လာဧည့်သည်ပြန်နေရှိလိမ့်မယ်တဲ့သို့တော်ပြိဿအဲ့ဒီလိုပဲသားသမီးကဆက်ဆံသွားပြီမယ်အဖေနဲ့အမေရဲ့နှလုံးသားထဲမှာတော့သားသမီးရဲ့ချမ်းသာမှုကြွယ်ဝမှုယာတုအာနာမြင့်မားသွားမှုကိုမုဒိတာတွေမပွားဘူးလားပွားလိုက်တာအဖေတွေမိတွေမှာကြွားလို့မဆုံးဘူးဟုတ်လားအမလေးကျုပ်သားပေါ့အဲ့ဒါအကြီးကောင်းအခုဘုံမူကြီးဖြစ်နေပြီဟုတ်လားသန္တအိတ်တာမပို့တာပြိဿရဲ့အမေနဲ့ဖေကတော့မုဒိတာပွားလို့ကြွားလို့မကောင်းဘူးလားအမလီဒါကျုပ်သားဘောဆရာဟောအမလီသမီးက UK မှာသားလည်းအမေရိကမှာအမလီကျုပ်သားတွေသမီးတွေကအဲ့ဒါလို့တော်တာလို့သာကေတ9ရက်ကွက်ကထိုင်ကြွားပြီးပြီမဲ့သားသမီးကတစ်နှစ်လုံးမှာပြိဿကြီးအဖေနဲ့အမေနှစ်စန်းတရက်နေ့အတွက်ကြော့ပါတယ်ပို့လိုက်တာက$100ပြိဿကြီးအဲ့ဒါလောက်လေးပို့ယုံနေများကြည်မယ်ဆိုလို့ရှိရင်ခင်ဗျားတို့ကကြည်နဲ့နိုင်ပါမလားမကြည်နဲ့နိုင်ဘူးတို့တော့အမေတွေဖေတွေမကြည်နဲ့ဘူးလားငါသားပို့လိုက်တာ$100သွားလှူအောင်ပါပဲတပည့်တော်သားပို့လိုက်တာဖေတပည့်တော်သမီးလေးပို့လိုက်တာဖေဆိုတာကြွားလို့မကောင်းဘူးလားတချို့ကကြွားတဲ့မိဘတွေကိုအပြစ်မြင်အမလီတော်သူသားတွေများသူသမီးတွေကြွားလိုက်တာကြွားမှာပဲအမေအဖေဆိုတာသားသမီးအတွက်အမြဲတမ်းမုဒိတာပွားမနေဘူးလားပွားနေတာသားသမီးကအိမ်ပြန်မလာဘာမှမကြွေးမပေးပေမဲ့အဖေနဲ့အမေကငါသားကြီးကဂုံမဏိပိုင်ရှင်ငါသားကြီးကဘာကြီးငါသားကြီးကဘယ်လိုချမ်းသာတာငါသားကဘယ်လိုတက်တာနဲ့အိမ်ကနေလာသမျှဓာတ်ပုံပြကြွားရတာလေအမောပါပဲတဲ့အဲ့ဒီစိတ်ထားမျိုးဟာပြိဿတခြားလူတွေပေါ်မှာရှိနိုင်မှာပါမရှိနိုင်ဘူးဟုတ်လားဥပမာပေါ့ဦးဇင်းတို့ဆိုရင်ဒါဘုန်းကြီးတွေဆိုလို့ရှိရင်နေဘာဖြစ်လဲဥပမာဦးဇင်းကအင်းစိန်ရွာမှာကျောင်းကထွက်လာတယ်ပေါ့ဦးဇင်းတို့ဆင်မြတော်ဆိုတော့အင်းစိန်ရွာမှာအကြီးတန်းအောင်လာခဲ့တာအကယ်၍အခုလိုအချိန်မှာပြန်မသွားပဲနေကြည့်ပါလားကျောင်းတိုက်ရဲ့အကျိုးဘာတစ်ခုမှမပြုဘူးပေါ့ဟုတ်လားမပြုပြီမဲ့လို့ဒီကျောင်းတိုက်နောက်ရောက်လာတော့ဟာဒီကိုယ်တော်အင်းစိန်ထွက်လို့ပြောတယ်ကွာသူ့စားထဲမှာအင်းစိန်ကအကြီးတန်းအောင်လာလို့ပြောတယ်လက်ခါမှာကွာကျောင်းပြန်ပြီးတော့ဆုံးလေးတဲ့နဲ့တော့ကပ်ဖို့မရဘူးနဲ့ဟုတ်လားမုဒိတာပွားပါမလားမပွားဘူးပြိဿကြီးအပြစ်ပဲပြောမှာဒီတိုင်းပဲအမေအဖေမဟုတ်တဲ့လူစဉ်မဟုတ်တဲ့အတန်ထွက်ပေမဲ့အမေနဲ့အဖေကတော့ကို့မကြွေးလို့ကို့မပေးလို့ကို့စီပြန်မလာလို့ဆိုသားသမီးကိုအဲ့ဒီလိုခြေတန်းတိုက်တဲ့စကားအပြစ်ပြောတဲ့စကားထွက်သလားမထွက်ဘူးပြန်သာမလာတော့ तू ကကြွားလို့ကောင်းတော့မယ်ဟုတ်လားအဲ့ဒီကြွားတာတွေပြောရင်လည်းကို့အဖေကိုတတိရတယ်ဦးစင်းအဖေကလေအလွန်ကြွားတတ်အလွန်အကြွားတန်ရန်ကုန်လာလို့ဦးဇင်းတို့ညီကို9ယောက်ကလည်းရန်ကုန်မှာရောက်နေတဲ့အချိန်သားဖ9ယောက်မြန်ဟုတ်လားညီကို9ယောက်နဲ့သားဖတွေ6ယောက်မြန်တန်းစီသွားရင်သားတွေရဲ့အိတ်ထဲမှာဘီးမပါဘူးအဖေအိတ်ထဲမှာဘီးပါတယ်ဟုတ်လားအဖေဟာလို့အဖေကအငယ်ဆုံးကြတာတိတ်ပျော်ကောင်းတာဦးဇင်းတို့ညီကို9ယောက်နဲ့အဖေနဲ့ဒီခဏအရင်တော့ဆိုရန်ကုန်သင်္ကုန်းကျောင်းမှာနေသွားတယ်အဖေပဲလှည့်စားနေရတာသူအပူဆုံးဖြစ်သွားတယ်နည်းနည်းလေးပဲများများကြီးတော့မို့ဟုတ်လားတခါတည်းအဖေကလည်းဗျာခမရကြောင်းရောက်တာနဲ့ခေါင်းလေးစီကမပြတ်ဘီးကလည်းမပြတ်ကိုတော်လည်းကိုတော်တို့သားတွေသိခါကြမှဆိုလို့လုံနေရတာဟောကြကိုတော်တို့ဖေကြီးရတယ်တောသားကြီးပုံမကြပန်းမကြပြောဘယ်နဲ့လုံလဲဆိုအဲ့ဒါလည်းဟုတ်တယ်အမှန်တော့သူကြွားတာဟုတ်လားအဲ့လားအကြွားတန်တာကိုကသိတယ်အဲ့တော့ပြောရဲဆိုရင်လည်းဦးဇင်းသင်္ကုန်းကျောင်းနဲ့သာသနာတက္ကသိုလ်လည်းရောက်သွားရောဦးဇင်းတို့အညာမှာလေဘုန်းကြီးပြိုင်တယ်
တရွာထဲမှာလည်းဘုန်းကြီးက5 6ပါးရှိတယ်ဟိုဘက်ရွာဒီဘက်ရွာဟိုဘက်ရွာဒီမှာလည်း5 8ပါးတော့ရှိကြတယ်အဲ့တော့ဟိုဘက်ရွာဘသူသားကွာမင်းဓမ္မစီကအောင်သွားပြီကွာဟာဘယ်ရွာဘသူသားအကြီးတန်းအောင်သွားပြီဆိုတော့ဟုတ်လားကျုပ်တို့ဖေကလည်းကျုပ်အကြီးတန်းအောင်တယ်ငါသားလည်းကြီးတန်းအောင်ပြီကွာဓမ္မစီကရောက်နေသင်္ကုန်းကျောင်းမှာအဲ့လောက်တော့ကြွားသေးတယ်ဟာသာသနာတက္ကသိုလ်လည်းကျုပ်ကဝင်လဲအောင်ရောဟုတ်လားကျုပ်ကရွာအဖေအဲ့တော့လည်းဒကာဒကာမလည်းလောက်မရှိအဖေကျုပ်တော့သာသနာတက္ကသိုလ်အောင်သွားပြီအဲ့တော့ပိုက်ဆံလိုတယ်ရတယ်ကိုတော့မဘူးနဲ့ဘယ်နေ့ပြန်မလဲတပတ်နှစ်ပတ်ဆိုပြန်လို့ရပြန်တော့မှပြန်မယ်စောစီပြန်သူကသူဘာသွားရောင်းလိုက်လဲမသိဘူးလေပဲရောင်းလိုက်သလားမြေပဲရောင်းလိုက်သလားနွားပဲရောင်းလိုက်သလားမဟုတ်လားသွားမယ်တဲ့ဟာခင်ဗျထူလိုက်လားလို့ဟုတ်လားရေရှမ်းနေတာအိတ်ထဲမှာ2 သိန်းထည့်လာတာအဲ့ဒီခေတ်က1991 2 သိန်းဆိုတော့နေတဲ့တန်မိုးမို့အဖေများလိုက်လားအဲ့လောက်မလိုဘူးလို့5 6 တောင်းဆိုရပြီလာစမ်းမှာကတော့ကြွရန်ကုန်ပြန်သွားမယ်လားဘယ်ဟုတ်မလဲ तू ကတနေ့လုံးမှာ तू အောင်သီးအောင်သက်နဲ့ तू သားဓမ္မစီရတန်းလောက်ပဲကြွားထားတာဆို तू စိတ်ထဲမှာခုလုဖြစ်နေဟုတ်လားကျုပ်ကမသိဘူးကြောင်းရောက်ဟာတက္ကသိုလ်ကြီးဦးဇင်းတို့နေရာလေးကြီးဟာကိုတော်တို့နေရတာတော့ကြောင်းထိုင်ဘုံကြီးဒီလိုမနေရဘူးကိုတော့ဒါကိုတော်တို့မလို့နေရတာဟုတ်လားစားတဲ့နေရာရောက်တယ်ဟာပကံများတော့မစီရပါလားဇုံခင်းနဲ့တဲဟုတ်ပါလားသူကိုယ်တိုင်လည်းဝင်စားလူတွေကျွေးတဲ့ဝိုင်းထဲမှာသွားစားပြီဟုတ်လားအကုန်လုံးမှတ်တာတက္ကသိုလ်ကျောင်းကြည့်ပြီးတော့အဖေကျုပ်ပတ်စံပေးခဲ့အောင်လေဆိုကျုပ်ကြတော့1000နဲ့ပေးခဲ့ဟာဖေ1000နဲ့ခနဲ့ဘာ2 သိန်းကိုတော့အသားနေသမလားတဲ့ကိုတော့တပည့်တော်တစ်ခုလောက်တိုက်လုပ်ပြီးတော့ဘာတော့ဆိုဘာသွားဝယ်တယ်မှတ်လေဟုတ်လား38တန်းမှာလေဘက်ထရီအိုးက12ပုတ်ဟုတ်လားတွဲပုတ်ဘက်ထရီအိုးအဲ့မှာဘက်ထရီနဲ့ကြည့်လို့ရတဲ့ TV တကယ်ဝယ်တာဆောင်းပေါက်နှလုံးဟာဖိတ်ကပြတိုင်းဘာလို့ဘလို့ဟာမိုက်ပါဝယ်ပြီးတော့ကိုတော့တဲ့လှုပ်เสียရှိလို့ပါကဲမတက်နိုင်အဖေစိတ်ချမ်းသာပြီးတော့ကွာသူ့ပစံနဲ့သူကိုလည်းပေးတာကျုပ်ကကြောင်း6လလဲပိတ်ရောရွာပြန်သွားတော့မျိုးကဦးစင်းပြန်လာတဲ့ဆွေတွေမျိုးတွေလည်းလာကြတာပေါ့လေဟိုဘက်ဘုန်းကြီးဖေဒီကဘုန်းကြီးဖေမိလည်းလာကြတော့လေပဲအိမ်မှာပြိတ္တကြီးလူအရှုပ်ခံပြီးတော့ဘာမှမရဘဲနဲ့ပိုက်ဆံအကုန်ကျွေးမွေးပြီးတော့လေ TV ကိုတလင်းမြောင်မှထုတ်ဟုတ်လားဘက်တီအား2 အိုးနဲ့ခါလဲပြပြီးတော့ဆောင်းပေါက်ကြီးနဲ့ဒီနေ့ညတရွာလုံးလာပြီးတော့ကြည့်လို့ရတယ် TV ပြမယ်အဲဆိုတာអော်ပြီးတော့လေဟာဘေးဗာများလို့အဖေကလူရှုပ်တာနေသားမှာကိုတော့အသားနေသားမှာကိုတော့မသိပါဘူးဟုတ်လားကိုလည်းအဲ့ချိန်ဒီမှာမသိသေးဘူးဟုတ်လား तू ကမပြဟဲ့ဗတိကုံလေးခဏဆောင်တော့သတင်းလာမှဖွင့်အောင်လေဘယ်ဟုတ်မလဲအဲ့တုန်းကနိုင်ငံတော်ပြည်သာသနာတက္ကသိုလ်နေ့တိုင်းနိုင်ငံတော်ကဝန်ကြီးဌာနအလှည့်ကျဆုံးကတ်တာအခုလည်းကတ်ရတာဟုတ်လားအဲ့တော့ဟို organization ပေါ့လေကျန်တဲ့တက္ကသိုလ်ကလည်းတရားပေါအောင်သူကနောက်ဆုံးသတင်းပြီးကနေလို့ချင်းဒီနေ့ဗေဌာနကနေပြီးတော့ဘင်ဝန်ကြီးကနေနိုင်ငံတော်ပြည်တန်ခါ450ဆုံးကတ်တယ်ဆိုတဲ့အကြောင်းသတင်းလေးနဲ့ဓာတ်ပုံလေးနဲ့တခါလဲအလူငွေပေးရတာတွေပဲထည့်ပြီးဆိုရင်အဲ့ဒီနေရာရောက်ပြီဆိုမှဆိုဟေးလာကြမင်းတို့ဘုန်းကြီးဖေးနေလာကြအဲ့ဒါငါတတ်တဲ့တက္ကသိုလ်သူ TV ကိုကြည့်ပြီးကြအဲ့ဒါငါသားကအဲ့ဝန်ကြီးလေဝန်ကြီးကတဲ့ဆွန်စားတာမင်းတို့အရက်ထက်ဆွန်စားတာမဟုတ်ဘူးဟုတ်လားဆွန်ခရင်နဲ့လက်ဆေးစရာမလိုဘူးဟုတ်လားသူကြွားတာတခုချင်းစာတင်ရတာဘလို့အေးရတာဘလို့နဲ့ကြွားလိုက်တာကဲမင်းတို့ဗာပြောချင်သေးတယ်အားလုံးပြန်လို့ရပြီငါသားဘယ်မှာနေတယ်ဘာလုပ်တယ်ဆိုတာမင်းတို့သိဖို့ရန်အတွက်စူးစမ်းကြအောင်တဲ့ငါတော့ရန်ကုန်ရောက်ခဲ့တော့ကိုယ်တိုင်နဲ့စားခဲ့ပြီကွာဟုတ်လားကြွားတာဟုတ်လားဩအဲ့ကြမှာငါအဖေတော်တော်ကြွားတာပဲဟုတ်လားအဲ့တော့ပြန်ကန်ပြီးတော့သူကပြောတယ်ကိုတော့မြန်မာမလှတော့ဘူးတဲ့တောမှာဆိုရင်တော့ဒီမျိုးရှယ်ပဲရှိတယ်ကိုတော့ဒီကစွန့်ခဲ့ပါအောင်ဆိုတော့ဟာဖေနေမောင်သိမဟောင်းသေးဘူးဟောင်းမှစွန့်မယ်ဟုတ်လားသူကသာကြွားတာသားလို့တဲ့ဘုန်းကြီးကမျက်မှန်တော့အစ်စ်မစွန့်ဘူးအဟောင်းညမှာစွန့်တာဟုတ်လားဒါပေမဲ့ကြွားနေပြီဘူးလားကြွားတာပဲဘာဖြစ်လဲသူမုဒိတာပွားနေတာလေကိုသားရဲ့အောင်မြင်မှုတွေကိုသားရဲ့နေမှုထိုင်မှုတွေကိုကြံတဲ့လူတွေကိုကြွားနေတယ်ဆိုမိဘရဲ့ရင်ထဲကမုဒိတာနှလုံးသားမခံစားနိုင်တော့ဘူးမပြောရရင် तू ဘယ်လို့မှကျင်တတ်မှာမဟုတ်တော့ဟုတ်လားဒါကြောင့်ကြွားတဲ့နေရာတော့ငါအဖေကဗတ်တီယိုနှလုံးနဲ့ TV နဲ့ကိုထိုင်ကြွားခဲ့တာဟုတ်လားအဲ့ဒါဘာလဲဆိုရင်အဖေအမေတို့ရဲ့နှလုံးသားမုဒိတာနှလုံးသားပြိဿဘယ်မှာရှိလဲမိဘမှာပဲရှိတယ်ဒါကြောင့်ဟောဒီသာသမီလေးတွေဘဝတွေတဆင့်ပြီးတဆင့်မြင့်လာတဲ့အချိန်အမေအိမ်မပြန်အဖေအိမ်မပြန်မဲနဲ့မိပဲမိထားကြတော့လေအိမ်မှာရှိနေတဲ့မိဘနှစ်ပါးကတော့ငါသားကြီးဘယ်မှာငါသမီးကြီးဘယ်မှာဘယ်အဆင့်နဲ့ရက်တည်နေတာလို့လာသမျှလူကိုထိုင်ပြီးတော့ကြွားလို့မုဒိတာပွားတာပါပဲဟုတ်လားမေတ္တာတရားကရုဏာတရားမုဒိတာတရားတွေကြီးမားခဲ့သလိုပါပဲဘဝတွေတပြည့်ကြည်ရင်လာတဲ့အချိန်သာသမီတွေကကိုယ်အိုးကိုယ်အိမ်နဲ့ဘဝတွေစုံငါစီကားနဲ့တက်ကြွနေတဲ့အချိန်ငါသားပြန်မလာဘူးငါသမီးပြန်မလာဘူးငါတို့ကိုပြစ်ထားတယ်လို့ဘယ်တော့မှကြည်ရမတိုက်ကြပါဘူးတဲ့
လင်မယားနှစ်ယောက်ဘဝစတဲ့တုန်းကအိုးလေးတွေကိုပြန်ထုတ်ပကံလေးတွေပြန်ကိုင်းနှစ်ယောက်တည်းကြံခဲ့တဲ့အဖိုးကြီးအဖွားကြီးရဲ့နှစ်ယောက်ရဲ့ဘဝမှာပြန်ပြီးတော့နှစ်ယောက်တည်းဘဝစရတာလေမိဘနှစ်ပါးပါပဲဟုတ်တယ်မို့လားအဲ့ဒီအချိန်မှာသားတွေသမီးတွေမြည်တွေကိုအိုးကိုအိမ်နဲ့ဖြစ်နေလို့အမလေးတို့မြန်ပြစ်ထားလိုက်တာတို့ကတော့လှုပ်ကြွေးလိုက်ရတာဆိုတာမိဘနှစ်ပါးနှလုံးသားမှာရှိသလားမရှိဘူးသားသမီးရဲ့ပြစ်ထားခြင်းသားသမီးရဲ့အတိအမှတ်မပြုခြင်းသားသမီးရဲ့မကြွေးမွေးမစောင့်ရှောက်ခြင်းကိုဥပေက္ခပြုပေးနိုင်တာလေမိဘနှစ်ပါးပဲရှိပါတယ်ဟုတ်လားဘာကြောင့်ဥစဉ်ဓာတ်တွေပြောနေရတာလဲဆိုရင်အဲ့ဒီမေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့တရားတွေကိုသာသမီတိုင်းဖော်နိုင်ရဲ့လားမဖော်နိုင်ရင်မေ့နေမလားတတိယနေမလားမေ့နေတယ်နာပမေစီတဗ္ဗမိဘနှစ်ပါးရဲ့ခုံကျေးဇူးတွေကိုအောက်မေ့ကြတဲ့နေရာမှာမွေးဖွားတဲ့အချိန်နောက်ပိုင်းအသာထားလိုက်ပါအောင်မမွေးခင်ကာလအသက်နဲ့ရင်းပြီးတော့အမေကွန်လွယ်ခဲ့ရတဲ့အချိန်ကာလတွေအမေဟောဒီကိုချမ်းချမ်းသာသာလွယ်နိုင်ဖို့ရအတွက်အနာကအားပေးလို့စောင့်ရှောက်ခဲ့ရတဲ့အဖေရဲ့မေတ္တာတရားတွေကရုဏာတရားတွေတဲ့ပြန်လည်လို့အောင်မေ့ကြမယ်ဆိုရင်မမေ့အပ်တဲ့ခုံကျေးဇူးအနန္တရှိတဲ့မိဘနှစ်ပါးပေါ်မှာမမေ့တတ်တဲ့သားကောင်းယရနာသမီးလိမ္မာဖြစ်ကြပါလိမ့်မယ်ဟုတ်လားဒါကြောင့်မမေ့အပ်တဲ့မိဘနှစ်ပါးရဲ့ဂုဏ်ကျေးဇူးကိုအာယုံပြုရင်အခုလောက်လေးဖော်လိုက်ရင်တော့အများကြီးပေါ်မသွားဘူးလားပေါ်သွားပြီတဲ့ဒါကြောင့်အဖေတော်မေတော်ရဲ့မေတ္တာကရုဏာမုဒိတာဥပေက္ခအေးရဲ့အောက်မှာဘဝကိုအသက်ရှင်ခွင့်ကြီးပြင်းခွင့်ရလာတဲ့ခေါ်ဒီလူသားတွေအမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်အသက်9နှစ်အရွယ်ရောက်လာပြီဆိုတဲ့အခါကျောင်းနေအရွယ်လေးဘဝရမလာဘူးလားကျောင်းနေအရွယ်လေးဘဝရလာပြန်တော့ကြည်လိုက်ပါအောင်အိမ်ကအဖေနဲ့အမေကလူကျင်တာလေးဝယ်ပေးလို့ဝတ်ချင်တာလေးဆင်ပေးတယ်ကြွေးချင်တာလေးတွေလက်ထဲရအောင်ထည့်ပေးပြီးတော့ကြွေးလိုက်ပေမဲ့ဟောဒီသားသမီးလေးတွေကိုကြတော့ကိုယ်တိုင်ပညာသင်ပေးနိုင်တဲ့အချိန်တွေရနိုင်ရဲ့လားမရနိုင်တော့မိဘနှစ်ပါးကကြွေးလို့မွေးလို့စောင့်ရှောက်ကြီးပြင်းလာတဲ့ဒီသားသမီးကိုဒုတိယအေးမြတဲ့မေတ္တာတရားတွေပေးပြီးတော့ဘဝအတွက်တန်ဖိုးမဖြတ်နိုင်တဲ့ပညာတွေသင်ပေးခဲ့တဲ့ဆရာသမားတွေဆိုတာလူပေါင်းလောကမှာရောသာသနာပေါင်းလောကမှာရောထင်ထင်ရှားရှားမရှိဘူးလားရှိတယ်ဒါဆိုရင်ပြိဿရဲ့အဲ့ဒါရှိတယ်လို့သေချာသိပြီဆိုရင်မှန်မှန်လေးဝန်ခံလို့မှန်မှန်လေးရွရဲကြီးဖြေလိုက်ကြဇတ်မှာမိမိရဲ့ပေါ်မှာမူလာတဲ့အလေရန်အထက်တန်းဘဝတုန်းကအစစ်မမြင်သေးတဲ့ပညာရည်တွေကိုတင့်နဲ့တဲတဲနဲ့သင်ပေးခဲ့တဲ့ဆရာသမားတွေရဲ့အပေါ်ယဟန်တော်တွေဆိုရင်လည်းပဲကိုယ်ဘဝဟိုကာယိခခွေအစသရာသင်ညိုအစကနေသင်ပေးခဲ့တဲ့ဆရာသမားတွေရဲ့အပေါ်မှာဘလောင်များကျေးဇူးဂုဏ်တွေအောက်မေ့ပြီးတော့ပြန်လေလို့ကြော့ပြီးပါပြီလေစဉ်းစားဖို့မကောင်းဘူးလားမိဘနှစ်ပါးကိုကမှနည်းနည်းလေးမမိတဲ့ပုံကိုယ်တွေရှာရင်ကြံသေးတယ်ဆရာသမားကြတော့တော်တော်များများမိမထားဘူးလားမိထားတယ်ပြိဿကိုပဲဖြစ်ဖြစ်သူပဲဖြစ်ဖြစ်စဉ်းစားကြည့်စမ်းမလီတို့ငယ်ငယ်တုန်းကဟဲ့မူလာက2တန်းတော့သင်ပေးခဲ့တဲ့ဆရာမကြီးဟာ3တန်းမှာသင်ပေးခဲ့တဲ့ဆရာမကြီး4တန်းမှာသင်ပေးခဲ့တဲ့ဆရာမကြီးဆိုပြီးတော့များဆရာကြီးဆရာမကြီးတွေကိုအောင်းမေးတဲ့သားသမီးတွေအောင်းမေးတဲ့တပည့်ကြီးတွေတပည့်လေးတွေပါသလားပါရင်တော့အတော်မရှားဘူးလားအတော်ရှားတယ်ပြိဿကြီးတော်တော်ရှားလာတဲ့အဲ့ဒီဆရာသမားရဲ့ဂုဏ်ကျေးဇူးကိုအောက်မေ့ဆင်ခြင်မှုဟာတော်တော်ကြီးလဲကြောက်စရာကောင်းလာတယ်ဦးဇင်းတို့ယဟန်ဘဝတွေမှာလဲတော်တော်များများယဟန်နေဟာဟုတ်လားကိုယ့်ကိုပညာသင်ပေးလိုက်တဲ့ကျေးဇူးရှင်ဆရာသမားတွေတက်ကိုယ့်ကိုဆက်ပြလေးစားသင်္ကန်းလေးစားပစ္စည်းလေးပါးနဲ့ထောက်ပံ့ပေးတဲ့ဆရာသမားလောက်ကိုပဲဆရာသမားလို့အတိမတ်ပြုလာတာများတယ်ပုဂ္ဂိုလ်တိုင်းတော့လည်းမဟုတ်ဘူးပေါ့လေဟုတ်လားပြိဿရဲ့အဲ့ဒါဝမ်းနည်းစရာအကြောင်းတစ်ခုပဲဟုတ်လားအခုကိကဆရာသမားကိုကြော့တော့ကြော့တယ်ဆရာမှားနေတာမမေ့ရတဲ့ဂုဏ်ကျေးဇူးတွေမြောင်များစွာရှိရတဲ့ပုဂ္ဂိုလ်တွေထဲမှာမိဘနှစ်ပါးကရှေ့ဆုံးကထွက်လာသလိုပဲဒုတိယဆရာသမားတွေလည်းမေ့ထားလို့မရပါဘူးဆ
ရာသမားရဲ့ဘဝမှာသာဝနေအရာဝန်ထမ်းဘဝနဲ့ကျောင်းဆရာဆရာမဘဝနဲ့လုပ်ငန်းကိုလုပ်ကံရတော့လေမေတ္တာနှလုံးသားမရှိဘူးဆိုရင်ဘယ်တော့မှလုပ်လို့မရနိုင်ပါဘူးရပါမလားဒီတော့ဘဝအရာကြိုးစားရုန်းကန်ရတဲ့ဆိုတော်လည်းပဲဆရာဆရာမရဲ့နှလုံးသားထဲမှာဖြူစင်မြင့်မြတ်တဲ့မေတ္တာဓာတ်တွေမကင်းရင်တဲ့ဒီသားသမီးတွေဒီကျောင်းသူကျောင်းသားတွေရဲ့ဘဝမှာတကယ်အဆင့်မြင့်ပညာရည်တက်ပါမလားမတက်ဘူးဒါကြောင့်ဆရာသမားတွေကိုရောမေ့လို့ရပါမလားဦးဇင်းကောင်းစဉ်နာမည်ကဗါတဲ့လေမမေ့အပ်သူများဒါကြောင့်ဒီနေ့မမေ့အပ်တဲ့ပုံကိုယ်တွေရဲ့ခုံလေးတွေကိုပဲတတိယအောင်နည်းနည်းဖော်သွားမှာဟုတ်လားလောကီနယ်ပယ်ကဆရာသမားတွေကိုမမေ့အပ်သလိုပဲလောကုတ္တရာနယ်ပယ်ကဆရာသမားတွေကိုကြည်လိုက်ပြန်တော့ရောပြိဿရေမေ့အပ်ပါသလားပိုးတော်မမေ့အပ်သေးတယ်လောကီနယ်ပယ်ကပညာတွေပေးလိုက်တဲ့ဆရာသမားဆိုတာကတဘဝတနတ်စာလေးပေးလိုက်တာဘဝတန်တရာလွတ်မြောက်ကြောင်းပေးလိုက်တဲ့ဆရာသမားတွေဟာကြတော့ပြိဿတန်တရာလွတ်မြောက်ကြောင်းမှာပါသွားတော့ပူပြီးတော့တောင်မှမမေ့အပ်ဘူးဟုတ်လားဟာအရှင်ဘုရားကလည်းကိုယ့်ဘက်ကိုရက်ပြောပြန်ပြီလို့မအောင်မင်းနဲ့ကျုပ်တို့မြတ်စွာဘုရားရဲ့လှုပ်သွားတဲ့လှုပ်ကွက်လေးတစ်ခွက်ဘလောက်များအတုခိုးဖို့ကောင်းတယ်ကဲကျုပ်တို့မြတ်စွာဘုရားဗောဓိအပင်အောက်ကရွှေပလင်ပေါ်မှာကိလေသာကိုအမြင့်ပြတ်တိုက်ထုတ်ပြီးတော့တလောကလုံးမှာတပ်ပင်ညုဘုရားရှင်ဖြစ်တော်မူခဲ့တာသည်ဆရာရှိသလားမရှိဘူးတလောကလုံးမှာသဗ္ဗညုတရွှေဉဏ်တော်ရတဲ့ဘုရားဖြစ်ရေးမှာတော့ကျုပ်တို့မြတ်စွာဘုရားမှာဆရာတဆူဘာမှမရှိပင်မရှိ냐တော်လေသိတ္တမင်းသားဘဝကနေပြီးတော့နမိတ်ကြီး၄ပါးကိုမြင်နဲ့တွေ့တဲ့အချိန်ဓမ္မသံဝေကဉာဏ်တွေနှလုံးသားထဲမှာခိမ့်လာတဲ့အခါတောထွက်လို့တရားရှာတော်မင်းဆိုတဲ့အချိန်ရောက်တော့သိတ္တမင်းသားလောကီနေပင်မှာဆရာသမားတွေမရှိခဲ့ဘူးလားရှိခဲ့တယ်ဟုတ်လားဗောဓိပင်အောက်ကရွှေပလင်ပေါ်မှာဘုရားစင်စစ်ဧကံဖြစ်ပြီဆိုတဲ့အခါကျတော့မြတ်စွာဘုရားစဉ်းစားတယ်ဟဲ့ကြည်စမ်းငါရလိုက်တဲ့ဒီတရားဓုတရားမြတ်အလွန်နူးညံ့သိမ်မွေ့ပြီးတော့ဟောဒီလောကကြီးထဲမှာရှိနေတဲ့လူနဲ့မြမတတ္တဝါတွေရဲ့နှလုံးသားသည်အလွန်ကြမ်းတမ်းတဲ့နှလုံးသားတွေပိုင်ရှင်ဖြစ်နေကြတယ်ဒီတော့ဒီလောက်ကြမ်းတမ်းတဲ့သူတို့နှလုံးသားကြီးနဲ့ငါတွေ့ထားတဲ့အလွန်နူးညံ့တဲ့တရားဘယ်လိုလို့ခတ်ဆက်မိမှလဲငါတရားမဟောဘဲနေကောင်းမယ်ထင်တယ်လို့ရှင်တော်မြတ်ဘုရားမစင်စားခဲ့ဘူးလား hesitation ပေါ့ hesitate ဆိုတာပြိဿရဲ့ခြေတုံချတုံဖြစ်နေတာဘာလို့ရင်ကောင်းမလဲဟုတ်လားဘာလို့ရင်ကောင်းမလဲလို့ရှင်တော်မြတ်ဘုရားဆင်ခြင်တဲ့အချိန်မှာဘာလို့လိုက်ပါလို့လာလျှောက်တာဘာတူလဲသူလဲမဆိုးဘူးဟုတ်လားတခြင်းတော်ရှိတယ်မို့လားသဟံပတိနာမကေမရကြအောင်ဆောင်းတယ်သူတို့မိုက်မပါလို့သိပါတယ်ဟုတ်လားသဟံပတိမြမကြီးကနေအရှင်ဘုရားအဲ့ဒီလိုမလုပ်ပါနဲ့ဘုရားဟောတော်မူပါဘုရားအနုအရင်ကွာတဲ့အတွက်နူးညံ့သိမ်မွေ့တဲ့ပုံကိုယ်တွေမြောင်များစွာဟာတရားတော်အတိုင်းလိလာလိုက်စားကျင့်ကြံပွားများပါလိမ့်မယ်လို့လျှောက်ထားတော့မှမြတ်စွာဘုရားတရားဟောဖို့ဆုံးဖြတ်လိုက်တဲ့အခါပြိဿရှင်တော်မြတ်ဘုရားဆင်ញင်တာလေးကြည့်လိုက်ဩငါဟောဒီလေးသိခြင်းတဲ့ကဘာတသိပါရမီဖြည့်လို့ရလာတဲ့ဟောဒီသဗ္ဗညုတရွှေဉဏ်တော်ရလာတဲ့တရားတို့တရားမြတ်တွေ့သမျှတရားတို့တရားမြတ်တွေငါဟောရတော့မယ်ဆိုရင်နဲ့ငါရဲ့ဘဝမှာတောထွက်စဉ်ကာလကစာပြီးတော့ကျေးဇူးများတဲ့ပုဂ္ဂိုလ်တွေဘယ်သူတွေရှိသလဲတဲ့ကျေးဇူးရှင်ကိုအရင်ဆုံးမအောင်မေ့ဘူးလားအောင်မေ့လိုက်တော့မြတ်စွာဘုရားဘယ်သူသွားတွေ့လဲဆိုရင်ကြည်စမ်းတောထွက်လာတဲ့အချိန်တိတ္တမင်းသားအဲ့ဒီခေတ်တုန်းကအဲ့ဒီဟိမွန်အောင်အဲ့ဒီဥရဝေလတောထမ်းမှာခေတ်စားနေတဲ့နာမည်ကြီးနေတဲ့ပုဂ္ဂိုလ်ကြီးနှစ်ယောက်ရှိတယ်အာလာရယသိနဲ့ဥဒကယသိအာလာရယသိနဲ့ဥဒကယသိကလည်းပြိဿရေလမ်းမမှန်တော်လဲပဲလောကီအဘိညာဇံ9ဆင့်အထိရတဲ့ပုဂ္ဂိုလ်ကြီးတွေဟုတ်လားလောကုတ္တရာထွတ်မြောက်ကြောင်တရားမဟုတ်တော်လဲပဲလောကီဇံဘိညာတော့9ဆင့်မရနိုင်ဘူးလားဒီတော့အာလာရယသိကြီးရဲ့ဓမ္မတပိခံပြီးတော့9ရက်သင်ကြားလိုက်တာ
သူတို့တွေခုနှစ်နှစ်တိုင်းတိုင်းကျင့်ပြီးမှရလာတဲ့လောကီဇံပင်ရှင်90ဖရာလောင်းသိဒ္ဓတမင်းသာရခဲ့ဘူးတယ်ဥဒကယသေကြီးရဲ့ကျောင်းသင်္ကန်းမှာလည်း9ရက်နေတိုင်းစားတော့ပြီးတော့သူတို့သင်ပြတဲ့အတိုင်းကျင့်ကြံလို့အာထုတ်လိုက်တဲ့အခါလောကီဇံပင်ရှင်90ကိုရခဲ့ဘူးတယ်အဲ့ဒါလေးကိုသွားအောင်မိလိုက်တာကြည်စမ်းငါဟာသိဒ္ဓတဖရာလောင်းဘဝတုန်းကလောကုတ္တရာနေပယ်မဟုတ်တော့လေလောကီနေပယ်မှာဟောဒီဆရာကြီး2ယောက်ရဲ့အာဝါဒအရေးအောင်မှာငါဟာသူတို့အဆောင်ရှောင်းနဲ့သူတို့ကြွေးတာစားပြီးတော့9ရက်စီလောကီအဘိညာဉ်ရအောင်ငါတရားအထုတ်ခဲ့မှုတယ်ဒီတော့ငါကျေးဇူးအကြီးမားဆုံးဆရာကြီးတွေကိုငါစဟောမယ်လို့မြတ်စွာဘုရားဆုံးဖြတ်လိုက်တာအတုခိုးမကောင်းဘူးလားရလာတာကတော့တပ်ပိညုတဉာဏ်ကဆရာမရှိဘဲနဲ့လောကုတ္တရာနေပယ်မှာရလာတာသို့တော့လောကီနေပယ်ကဆရာသမားကိုအရင်ဆုံးအာယုံမပြုတ်ဘူးလားအဲ့ဒါပဲဟုတ်လားဥစဉ်ကိုတခါကြီးတယောက်ကရှိတယ်ဟာဆရာတော်တဲ့မိဘမေတ္တာဟောတာတော့တကယ့်ကိုရှင်းပါတယ်တဲ့တပည့်တို့နာရတာအားရတယ်ဆရာသမားအကြောင်းလေးပါလေးတွေဟောပါအောင်ဆိုတော့ကျုပ်လည်းဟောမယ်စဉ်းစားရင်အခုမှမစဉ်းစားဘဲနဲ့ထွက်လာတာဟုတ်လားအဲ့တော့ပြိဿအာလာရယတိငါကျေးဇူးရှင်အရင်ဆုံးကျေးဇူးရှင်ပဲဆိုတရားဟောမလို့ကြည်လိုက်တော့မရှိတော့တည်သွားပြီဒါဆိုရင်ဒုတိယကျေးဇူးရှိတဲ့ဥဒကယတိကြီးဟောမယ်လို့ကြည်လိုက်တဲ့အခါမနေ့ညတုန်းကတည်သွားပြန်ပြီလောကထဲမှာရှိသေးလားအဲ့ဒီတော့မှငါရဲ့ကျေးဇူးရှင်ငါကိုလောကီဇံဘိညာဉ်တရားအောင်စောင့်ရှောက်ခဲ့တဲ့ကျေးဇူးရှင်ကြီး2ယောက်ကတော့လောကအလယ်မှာမရှိတော့ဘူးဒါကြောင့်နဲ့ငါအပေါ်မှာဆရာသမားလိုကျေးဇူးမရှိတော့လဲပဲငါဘုရားဖြစ်ရေးမှာငါအပေါ်မှာတကယ်အစာရအရာစောင့်ရှောက်ပေးခဲ့တဲ့ပြင်စဝက်ကီ9ဦးသတင်း3ဘော်တွေဘယ်မှာရှိတယ်လဲရွှေဉဏ်တော်နဲ့ရှုလိုက်မှဟိုးဗာရဏသီမြို့မိဂဒဝန်တော်မှာစောင့်နေတာသိတော်မူလို့မြတ်စွာဘုရားအဲ့ဒီကိုကိုယ်တိုင်ကြွပြီးတော့မှတရားဥဟောတာဒီတော့အရင်ဆုံးဟောဖို့ကြည်တာဘယ်သူတွေလဲအာလာရယတိနဲ့ဥဒကယတိဒီတော့ကျွတ်တို့မြတ်စွာဘုရားသည်ဆရာသမားပေါ်မှာတန်ဖိုးထားလားမထားဘူးလားဆရာသမားရဲ့ဂုဏ်ကျေးဇူးကိုအတိမတ်ပြုသလားမပြုဘူးလားပြုတယ်ဒုမရိသဘယ်တော့မှမိဘကြွေးဆရာကြွေးမတင်စေနဲ့ဟုတ်လားဥစဉ်နေဒါကြွားပြောတာလည်းမဟုတ်ပါဘူးအခုကျောင်းနိုင်ဘုန်းကြီးဖြစ်လာတယ်တော်တော်လေးပြည့်စုံလာပါတယ်ဆရာသမားတွေမပြောနဲ့တငယ်ချင်းတွေတော့ငယ်ငယ်တော့ကိုယ်ကိုစာအုပ်တုပ်ခက်ခဲနေတဲ့အချိန်စာအုပ်တုပ်လှူဘူးတဲ့ကိုတော့ကိုဆုံးငံမရလို့ဆုံးငံကြွားဖို့အချိန်မရလို့ဆွင်းရင်းလေးတစ်ခွက်နဲ့ကိုယ်ကိုစောင့်ရှောက်ဘူးတဲ့ကိုတော်တရားစာတွေ့အောင်ပြန်ရှာပြီးတော့ရအောင်ခေါ်တယ်ကိုအကောင်းဆုံးသင်္ကန်းနဲ့ကိုလှူနိုင်တဲ့သူ့အခက်ခဲကိုရအောင်လှူပေးတယ်ကျေးဇူးကြွေးကြံမှာသိကြောက်ဖို့ကောင်းတယ်ဟုတ်လားဒါကြောင့်ဘုရားရှင်ကိုတော်မြတ်လည်းပဲဆရာသမားရဲ့ကျေးဇူးကုန်းကိုအောက်မေ့သလိုအရှင်သာရိပုတ္တရာမထေရမြတ်ကြီးကိုကြည်လိုက်ပြန်တော့လည်းပဲအရှင်သာရိပုတ္တရာကြီးဟာညကျိန်းဆက်ပြီးဆိုရင်မကျိန်းဆက်ခင်မှာဘာလုပ်တယ်လဲဆိုရင်အရှိရက်ကိုဥချပြီးကျိန်းနောက်တစ်နေ့ကျရင်တောင်ရက်ဥချနောက်တစ်ကျိန်းနောက်တစ်ခါကျရင်မြောက်ရက်ဥချကျိန်းဆိုတော့ကျန်တဲ့ယဟန်တွေကကြည့်ပြီးတော့ဟာအရှင်သာရိပုတ္တရာယဟန္တာဟုတ်ချင်မှဟုတ်မှာကွာမိစ္ဆာဒိဋ္ဌိအယူတွေမကင်းသေးပါဘူးဟိုဘက်ရှိခိုးဒီဘက်ရှိခိုးနေဘာတွေရှိခိုးနေမှလည်းမသိဘူးလို့အတင်းပြောတဲ့အခါကျတော့မြတ်စွာဘုရားကယဟန်တွေရဲ့ရှေ့မှာဟဲ့သာရိပုတ္တရာမင်းရှိခိုးပြီးမှအိတ်တယ်ဆိုတာဟုတ်သလားမှန်လားပါဗျာမင်းဘာကိုရှိခိုးပြီးတော့အိတ်နေတာလဲဒီကိုယ်တော်လေးတွေပြောသလိုမိစ္ဆာဒိဋ္ဌိအယူဝါဒရှိနေလို့လားဆိုတော့အရှင်သာရိပုတ္တရာဘောဒီတော့ရှင်သာရိပုတ္တရာတပည့်တော်ရှိခွာတပည့်တရားသိပါတယ်ဗျာဆိုတော့အဲ့ဒီတော့မှမြတ်စွာဘုရားကချစ်သားတို့မောင်ရင်တို့ထင်သလိုဟောဒီမင်းတို့ရဲ့နောင်တော်ကြီးအရှင်သာရိပုတ္တရာသည်အယက်လေးမြတ်တာကိုတလဲစီရှိခိုးပြီးမှမိစ္ဆာဒိဋ္ဌိအယူဝါဒနဲ့ကျိမ့်ဆက်နေတာမဟုတ်ပါဘူးတဲ့တကယ်တမ်းကြတော့မင်းတို့ဆရာမင်းတို့နောင်တော်ကြီးရဲ့လမ်းစဉ်သည်အလွန်မွန်မြတ်ပါတယ်သူ့ကိုသာသနာဘောင်နဲ့စတင်ဝင်ရောက်နိုင်ဖို့သူ့ဘဝကိုအမြဲဆုံးဖြစ်တဲ့တရားသူတရားမြတ်ကိုစတင်တွေ့အောင်ဟောကြားပေးခဲ့တဲ့အရှင်အတ္တဇိမထေရမြတ်ကြီးဘယ်ရက်မှရှိသလဲသူဉာဏ်တော်နဲ့ရှာပြီးလို့ရှင်သူ့ဆရာဖြစ်တဲ့အရှင်အတ္တဇိတောင်အရက်မှာရောက်နေရင်တောင်အရက်ကိုဥချပြီးမှအဲ့ဒီဘက်ကိုခေါင်းထားပြီးတော့ကျိမ့်ဆက်တယ်ကွယ်လောကီနယ်ပယ်မှာဆရာသမားတွေမြောင်များစွာရှိပါတယ်ကျောင်းစာတွေသင်ပေးတဲ့ပညာရက်တွေသင်ပေးတဲ့ဆရာတွေရှိတယ်ဘဝအတွက်စောင့်ဝင်နေအတွက်သင်ပေးတဲ့ပညာရှင်ဆရာသမားတွေရှိတယ်ပရိသတ်ဘယ်လိုဆရာသမားပဲဖြစ်ပါစေကိုယ့်ဘဝတစ်ခုတန်ဖိုးရရင်ဘယ်တော့မှမမေ့ပါနဲ့
ဟုတ်လားဦးဇင်းတို့ဘုန်းကြီးတွေဆိုရင်ဆရာသမားကုံတော်တော်အာယုံပြုရပါတယ်ဘာဖြစ်လို့လဲသင်ပေးလိုက်တဲ့ဆရာတွေရှိတယ်သင်မပေးတော့လည်းပဲအခုဓမ္မဂတိကလှုပ်လာတော့စာတွေအများကြီးဖတ်ရတယ်ဖတ်တဲ့အခါဟာတပည့်ကံဆရာတော်ကြီးဆိုအိုးကောင်းလိုက်တာဆရာတော်ကြီးဟာတပည့်ဆရာတော်ကြီးအိုးဆရာတော်ဘုရားကြီးကောင်းလိုက်တဲ့ဒီတရားလေးဆိုတာအကုန်လုံးစီကနေနိခံလိုက်တော့အကုန်လုံးဟာဆရာသမားတွေဖြစ်မနေဘူးလားဖြစ်နေတယ်ဒါကြောင့်အတိအမှတ်ပြုတတ်တဲ့လူအတွက်ကျေးဇူးရှင်တွေဆိုတာကရည်တွက်လို့ကုန်မလားမကုံမင်းမကုံညာတော့လည်းပဲမြောင်များစွာသောကျေးဇူးရှင်တွေထဲမှာတော့တခင်မမိအပ်တဲ့ဂုဏ်ကျေးဇူးတွေပြည့်နေတာနံပါတ်1မိဘနှစ်ပါးပါပဲနံပါတ်2ကျေးဇူးရှင်ဆရာသမားတွေပါပဲဒါကြောင့်ဆရာသမားတွေပေါ်မှာမိနေတယ်ဆိုရင်လည်းပဲမမိအပ်ဘူးဆိုတဲ့အတိလေးတစ်ခုဒီကနေ့ရင်ထဲမှာကိန်းသွားပြီဆိုရင်ဦးဇင်းကျမ်းမာရေးမကောင်းတော့လဲမောရတာကျင့်တတ်ပါတယ်ဟုတ်လားဒါဆိုရင်မိဘနှစ်ပါးကမမေ့တတ်တဲ့ဂုဏ်ကျေးဇူးတွေမြောင်များစွာရှိသလိုဆရာသမားတွေကမမေ့တတ်တဲ့ဂုဏ်ကျေးဇူးမြောင်များစွာရှိသလိုနောက်ထပ်မမေ့ရမှာဘဝတွေကြီးရင်လာတဲ့အခါဘလောက်ပဲဘုရားတရားသံဃာယန္တာသုံးပါးကိုကြီးညိုပါတယ်ပြော14နှစ်15နှစ်လောက်ကြာမှာတကယ့်ကိုထဲထဲဝင်ဝင်စာတိလိလာတိလေးနဲ့စတင်ပြီးတော့မကြီးညိုတတ်ဘူးလားကြီးညိုတတ်လာတယ်ဒီတော့ဘုရားတရားသံဃာယန္တာမြတ်သုံးပါးရဲ့ဂုဏ်ကျေးဇူးကိုသိလာပြီဆိုတဲ့အခါကျတော့ဗုဒ္ဓဘာသာကလည်းဖြစ်ပြန်ဘုရားတရားသံဃာယန္တာသုံးပါးကိုမိဘဘိုးဘွားလက်ထက်ကလည်းပဲကြီးညိုဦးတိုက်လာပြန်ဆိုတဲ့အခါမိဘနှစ်ပါးဆရာသမားကတဆင့်မြင့်လာတဲ့ယရဏသုံးပါးကိုကြတော့ပြိဿရေဥချမှုပူဇော်မှုဆွမ်းပန်းရေချမ်းနဲ့ဆက်ကလူရန်ပူဇော်မှုတရားနဲ့ပူဇော်မှုဆိုရယ်ပူဇော်မှုမျိုးစုံနဲ့တော့ကျေးဇူးတွေမဆက်ကြဘူးလားဆက်တဲ့ပုံကိုယ်တွေရှိသလိုပဲပြိဿရေကိုများအစဉ်ပြေနေရင်တဏီကုံနေလို့ဖျားမတတဲ့ပုံကိုယ်တွေတရားမတသံဃာမတတဲ့ပုံကိုယ်တွေမြောင်များစွာရောမရှိဘူးလားရှိတယ်ဟုတ်လားအချင်းလေးကောင်းနေဘုရားလည်းမေတ္တာပါတယ်မိုးလင်းတဲ့အချင်းတောက်တော်ရည်လေးကိုကြပြကြရကပ်ပြီးတော့ဆိုခြင်းတောင်းကျင်တာတွေအကုန်တောင်းတဏီကုံဘာမှမလုပ်ဘဲနဲ့မေ့တဲ့ပုံကိုယ်တွေလည်းရှိပါတယ်စီးပွားရေးလေးကြာဆင်းလာမယ်လူမှုရေးမှာခက်ခဲလေးတွေကြုံလာမယ်ငါကံများနေနေသလားဆိုတာလေးရင်နဲ့ကိန်းလာတဲ့အခါကျတော့မလူဘူးတဲ့ပန်းတွေမကပ်ဘူးတဲ့သီသီတွေစုံအောင်ကပ်ပြီးတော့အကုန်ပြောလို့ရှိခိုးတတ်ပါတယ်ပရိသတ်ရေမမေ့အပ်တဲ့မြတ်စွာဘုရားကိုယ်တော်မှမမေ့ဘူးထင်ရပေမဲ့မေ့နေတဲ့ပုံကိုယ်တွေမြောင်များစွာမရှိဘူးလားမမေ့နဲ့ဖယားကိုမေ့လိုက်တာနဲ့ဖယားပေးတာတဲ့ဟဲ့အဲ့ဒါကကုသိုလ်နော်အဲ့ဒါကိုရောက်အောင်ယူအဲ့ဒါကအကုသိုလ်နော်အဲ့ဒါတွေမလုံနဲ့ဆိုတဲ့အဆုံးအမတွေဟာရှင်နဲ့ကိမ့်မလားမြတ်စွာဘုရားရှင်ကိုတော်မြတ်ခေါ်ကြားတဲ့တရားတော်တွေကြည်လိုက်ပဲဆိုရင်လူချမ်းသာနတ်ချမ်းသာမြတ်မှာချမ်းသာနိဗ္ဗာန်ချမ်းသာတိုင်အောင်ကုသိုလ်ကပေးတဲ့ဘုံတွေဟာသူ့အစင်းနဲ့သူမရှိဘူးလားအာဟုသောကပေးလိုက်တဲ့ဘုံတွေကြည်လိုက်ပြန်တော့ငရဲတရိစ္ဆာန်ပြိတ္တာအသူရကဲအောက်အပင်လေးပါးကိုသွားတဲ့အကုသိုလ်အကျိုးတွေရောပြထားတာမရှိဘူးလားကျုပ်တို့ဖရာရဲ့မှားထားချက်မိန့်ကြားချက်ဟဲ့ဒါကကုသိုလ်ခေါ်တယ်အဲ့ဒီကုသိုလ်ရအောင်ပြုမင်းတို့လိုချင်တဲ့လူနဲ့နိဗ္ဗာန်သုံးတန်ချမ်းသာရလိမ့်မယ်ဟောတာကအကုသိုလ်ခေါ်တယ်အဲ့ဒါလုံးဝမလုံးနဲ့မင်းတို့ကြောက်တဲ့ငရဲတိရစ္ဆာန်ပြိတ္တာအတူတူအဲ့ဒီအကုသိုလ်ကပို့မှငါကပို့မှမဟုတ်ဘူးလို့မြတ်စွာဘုရားသာမဟောခဲ့ရင်ကျုပ်တို့ရဲ့နေမှုထိုင်မှုတွေကဒီတက်ပတ်ဆက်မဖြစ်နိုင်ဘူးလားဒီလောက်ဘုရားအဆုံးအမတွေမုံမှုံအောင်ဟောပြီးတော့ဒီလောက်ကြီးအနိကပြောနေတာတောင်မှတော်တော်များများလူသားတွေဟာကုသိုလ်နဲ့အကုသိုလ်ဘယ်ဘက်များနေအကုသိုလ်ဟုတ်လားဒါဆိုရင်အကုသိုလ်များရင်ဘယ်ကိုသွားမလဲကုသိုလ်များတော့ဘယ်ကိုသွားမလဲဒုပရိသတ်ကဘယ်သွားကျင်တာလဲတိသားပဲဒါပေမဲ့သွားကျင်တာပဲရှိတယ်သွားကျင်အဲ့ဒါကြီးရအောင်ယူဆိုတဲ့အခါကျတော့ပြိဿကြီးအကုန်လုံးရအောင်ယူသလားလူတော့လူမဲ့ကိုတော့သီလကတော့ဒါဥမမတောင်းသေးပဲဟောလူတော့လူမဲ့ကိုတော့သီလလည်းစောင့်တည်မယ်တရားတော့ကိုတော့မဖောင်းနိုင်မပေးနိုင်သေးဘူးကိုကတော့မနဲ့စားတောင်းနေရဟုတ်လားအဲ့တော့ပြိဿကြီးကုသိုလ်နဲ့အကုသိုလ်ခွဲခြားပေးခဲ့တယ်လူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာနဲ့ငရဲတိရစ္ဆာန်ပြိတ္တာအတုတကယ်ကိုခွဲခြားပြပေးခဲ့တယ်ဆိုတာကျွတ်တို့မြတ်စွာဘုရားရဲ့အဲ့ဒီအဆုံးအမသာမရှိရင်လောကဥပဒေမှာရောလွတ်ကင်းတဲ့ဥပဒေနဲ့နေရမလားမလွတ်ကင်းတဲ့ဥပဒေနဲ့နေရအေ
ဒါကြောင့်ပရိသတ်ဥပရိအတိုင်းနေကြတာလည်းရှိသလိုဘုရားအဆုံးအမတိုင်းနေကြလို့လည်းကျွတ်တို့မြန်မာနိုင်ငံကြီးဘယ်နိုင်ငံနဲ့ရှင်းပရိသတ်ကြံတာတွေမပြိုင်နဲ့အမှုနေတာကြတော့ပြိုင်လို့မရဘူးလားရတယ်ကြီးမားတဲ့အကုသိုလ်မှုကြီးတွေသိမရှိပါဘူးဟုတ်လားလူရှိရင်တော့ပြဿနာတော့ရှိတာပေါ့ပရိသတ်ရဲ့ပြဿနာဆိုတော့ရှာရင်တော့ရှိတာပေါ့ဟုတ်လားသို့တော့ရာဂိုင်နှုန်းနဲ့ကြည့်မယ်ဆိုရင်သူများနိုင်ငံနဲ့စာရင်တော့မနေဘူးလားအဲ့ဒါအရေးကြီးဆုံးကပရိသတ်ဥပဒေတက်ဘုရားအဆုံးအမကြောင့်ဟုတ်လားဒါဆိုရင်မြတ်စွာဘုရားဟောတဲ့တရားတွေကိုပြန်ကြည့်လိုက်မယ်ဆိုရင်လေတရားရဲ့အဆုံးအမတွေအာယုံပြုလိုက်တဲ့အခါပူနေတဲ့လောဘပြင်းထန်နေတဲ့ဒေါသဟုတ်လားမိုက်မားနေတဲ့အမှောင်ဖုံးနေတဲ့မောဟငါတလူလူထုံသွားနေတဲ့မာနတရားကိုများရာကနေရာကပါသွားအောင်ဆေးတောက်လို့ရသလားချွေးအောင်လို့ရသလားဘာနဲ့ဖြေရလဲတရားနဲ့ဖြေမှပြေတာတရားမရှိရင်ပြေပါမလားတရားရှိတာတော့ပြိတ္တိတခါထောင်းနဲ့ဒိုင်းနဲ့ထွက်သွားလို့မနေထိနေရဟုတ်လားအဲ့တော့ပြိတ္တိလောဘဒေါသမောဟမာနအဲ့ဒီတရားတွေကိုယ့်ကိုနှိပ်စက်လာရင်ကိုယ်အရင်ပူသလားသူများပူသလားအဲ့ဒါရောမသိဘူးလားသိပေမဲ့မများဘူးလားဟောများတယ်ဘာနဲ့ဖြေလဲမတရားနဲ့ဖြေတယ်ဘာတရားနဲ့လဲစောစောပြောသလိုဟုတ်လားဒင်းတို့လူထမ်းမှာငါတို့လည်းကြံတွေ့မယ်ဟုတ်လားအဲ့ဒါတရားလားမဟုတ်ဘူးပြိတ္တိဖြေတတ်တဲ့တရားရှိတယ်နေတတ်တဲ့တရားရှိတယ်လောဘဒေါသမောဟမာနဆိုတာငါတို့ရဲ့နှလုံးသားတွေကိုပူလောင်စေတယ်ငါတို့ရဲ့စိတ်ဓာတ်တွေကိုညှဉ်းနှွမ်းစေတယ်အဲ့ဒီပူလောင်တတ်တဲ့ညှဉ်းနှွမ်းတတ်တဲ့အကုသိုလ်တရားစိုးတွေကိုငါနှလုံးသားထဲထည့်ထားရင်ငါပင်မမယ်သူများတွေအပေါ်မှာနှိပ်စက်ရင်သူများတွေပင်မမယ်တဲ့ဒါကြောင့်ငါနှလုံးသားတွေအေးချမ်းစေဖို့သူနှလုံးသားတွေအေးချမ်းစေဖို့ငါစိတ်ဓာတ်တွေဖြူစင်စေဖို့သူစိတ်ဓာတ်တွေဖြူစင်စေဖို့ဟောဒီလောဘဒေါသမောဟမာနတရားတွေငါမထားမှဖြစ်မယ်လို့အပြစ်နဲ့အပြစ်လွတ်ကင်းခြင်းအကြောင်းနဲ့အကျိုးကိုထွန်တွဲပြီးတော့ဆင်ញင်လိုက်တာနဲ့ဖြေတတ်တဲ့တရားတွေဟာဝင်မလာဘူးလားဝင်လာတယ်အဲ့ဒီဖြေတတ်တဲ့တရားကနေပြိတ္တိဓိတ္တနေတတ်ခြင်းနဲ့ဆိုရင်တော့ကိုယ်တိုင်ရှုပွားအားထုတ်ကြည့်ကိုယ်ရုပ်တရားနံတရားတော့မမြဲဘူးလို့ကိုယ်တိုင်သိလာပြီဆိုတဲ့အခါကျတော့အိုး तू က तू ဘာပြောतू လည်းပြောရင်သိမှာပဲငါလည်းနားထောင်ရင်သိမှာပဲဟုတ်လားငါခန္ဓာကိုယ်တော့မမြဲပဲနဲ့ तू ပြောတဲ့လူဘယ်လောက်ပြောနိုင်မှာလဲဆိုတဲ့အနိစ္စနဲ့ရှင်တွေးပြီးတော့ဖြေလိုက်တဲ့နေကြတော့ပြိတ္တိနေတတ်ထိုင်တတ်မသွားဘူးလားအဲ့ဒီလိုမဟုတ်ပဲနဲ့ပြိတ္တိအမလေးငါများတုတ်ထွက်လိုက်မဲဆိုခဲ့ပြိတ္တိနှခမ်းမောင်းတင်ထားတော့ကိုဟော तू မပင်ပန်းဘူးလားအဲ့ဒီနေတတ်တဲ့စိတ်ကလည်းပြိတ္တငါရထားတဲ့ဒီယုတ်တရားတော်မှာငါမပိုင်ဘဲနဲ့လို့သိအောင်မစင်ခြင်းမရှုမှတ်မပွားများရင်နေတတ်ပါမလားအဲ့ဒါဘယ်သူကပေးတာလဲတရားကပေးတာဒါကြောင့်ဟောဒီဘဝလူဘဝကြီးမှာနေတတ်ထိုင်တတ်ဖြေတတ်ဖို့ရန်ဘဝတမလုံးမှာအစဉ်မြင့်တဲ့လူချမ်းသာနတ်ချမ်းသာမြတ်မချမ်းသာနိဗ္ဗာန်ချမ်းသာရဖို့ရန်ဟောဒီတရားရည်သာမရှိခဲ့ရင်တဲ့ပရိသတ်ရေတရားရဲ့ဂုဏ်ကြီးစုကိုသာအတိအမှတ်မပြုတန်ဖိုးမထားဘူးဆိုရင်ရနိုင်ပါမလားဒါကြောင့်ဒီဘဝမှာငြိမ်းချမ်းစွာနေတတ်ဖို့ဘဝတမလွန်မှာမြင့်မြတ်ကြီးကျယ်တဲ့ချမ်းသာဟိုးနိဗ္ဗာန်အထိရောက်ဖို့ရန်အတွက်ဆိုရင်တကယ်ကျေးဇူးရှင်အစစ်အမှန်ဟာတရားပဲဟုတ်လားဖယားကဟောပေးရုံပဲရှိပါတယ်သံဃာကဟောပေးရုံပဲရှိပါတယ်လက်တွေကျင့်သုံးလိုက်တော့ဒီတရားကပဲကိုယ့်ကိုပြန်ပြီးတော့စောင့်ရှောက်လိုက်တာဒီဘဝလဲငြိမ်းချမ်းတဲ့ဘဝတမလွန်လဲမြင့်မြတ်မယ်ဟုတ်ရဲ့လားဒါကြောင့်မမေ့အပ်တဲ့အရာတွေထဲမှာအဲ့ဒီဖရာတရားကိုမမေ့လိုက်ဘူးဆိုတဲ့အခါကျတော့လက်တွေ့ချမ်းသာတွေဟာကိုခံစားရတဲ့အရာတွေမပေါ်ဘူးလားပေါ်ပါတယ်ဟုတ်လားဒါဆိုရင်ဘုရားမမေ့အပ်တယ်လို့တရားမမေ့အပ်တယ်လို့ဟောဒီဘုရားကိုဘုရားမှန်သိအောင်ဟောဒီတရားကိုတရားမှန်သိအောင်ဘယ်သူတွေညွှန်ကြားနေတာလဲသံဃာတွေညွှန်ကြားနေတာဒီကနေ့ဗုဒ္ဓဘာသာလို့ဘလောက်ပဲဗုဒ္ဓရှေ့ဆုံးကထဲ့အဲ့ဒီဗုဒ္ဓရဲ့အဆုံးအမဗုဒ္ဓရဲ့အယူဝါဒတရားတွေပုံမပြတ်ပတ်မပြတ်လမ်းဖြောင်းဖြောင်းတဲ့မတ်တည်တတ်နိုင်ဖို့ရန်အတွက်စောင့်ရှောက်နေတာဘယ်သူတွေလဲသံဃာတွေပဲတရားဓမ္မတွေရောမပါဘူးလားပါတယ်သို့တော့တရားဓမ္မက support မဲ့ရှိတယ်လက်တွေ့ကျင့်နေရတာဘယ်သူတွေလဲ
ပရိယတိသတဲ့တိုင်းကြီးတွေမှာနေထိုင်ရတဲ့လမ္မံကမ္မနေသိဖို့စာပေတွေသင်နေတယ်ပฏิပတ်တိရိတ်သားကြီးတွေမှာတရားဓမ္မတွေကိုယ်တိုင်ရှုပွားရတဲ့ပฏิပတ်တိသာသနာဖြည့်ဆည်းနေတယ်ဟုတ်လားအခုဆွမ်းဆန်တော်တွေလှူလိုက်တာတန်ဃာကိုလှူတာလားလူတွေကိုလှူတာလှူလိုက်တဲ့ဆွမ်းဆန်ဟာနှုတ်စီဘူးတစ်လုံးပဲဖြစ်ပါစေအဲ့ဒီနှုတ်စီဘူးတစ်လုံးဟာနဲတယ်ထင်ရပေမဲ့အဲ့ဒီဆန်တွေဖြန့်ချလိုက်ရင်အလုံးရည်နေပါမလားမိမိရဲ့ချွေးကိုရင်းပြီးတော့ရအောင်ရှာလာတဲ့ငွေကြီးနဲ့ရင်းလိုက်တဲ့အဲ့ဒီဆွမ်းဆန်တစ်စိတိုင်းဟာဖုံးပေးနေတဲ့တန်ဃာပရိယတ္တိဝန်ဆောင်နေတယ်ပရိယတ္တိသာသနာကိုပြုရမရောက်ဘူးလားပฏิပတ်တိတရားဓမ္မအားထုတ်နေတယ်ကိုယ်တိုင်အားထုတ်နေတာနဲ့မတူဘူးလားအဲ့ဒါပဲသာသနာပြုနေဆိုတော့ဆွမ်းဆန်တစ်စိဟုတ်လားပရိသတ်နှမ်းတစ်စိနဲ့စီမဖြစ်ပေမဲ့နှမ်းတစ်တင်းဆိုရင်စီမဖြစ်ဘူးလားအခုတို့ပရိသတ်တအိတ်ချင်းမများဘူးဆိုမှအိတ်တွေစုလိုက်တော့တန်ဃာပေါင်းမြောင်များစွာတောင်းချီတဲ့တန်ဃာတွေကိုချမ်းသာအောင်လုပ်မပေးလိုက်ဘူးလားအဲ့ဒါသာသနာပြုတာပဲမမေ့ရတဲ့တန်ဃာရဲ့အပေါ်မှာမမေ့လိုက်တဲ့အတွက်ကြောင့်ဒီကနေ့လက်တွေ့ချမ်းသာဘသူတွေရသွားတာလေလှူတဲ့လူတွေရမသွားဘူးလားဒါနာကောင်းမွေအကျိုးတရားတွေရတယ်တန်ခိကအလူဒါနအကျိုးတရားတွေရတယ်စားတဲ့တန်ခါစားတတ်ရင်စားပြီးတော့စားနိုင်အောင်စားကြပြီးတော့လှူတဲ့ငါတို့ကတော့ကုသိုလ်တွေအပြည့်ရပြီးအဲ့ဒါဘသူကိုတတိယလို့လဲတန်ခါကိုတတိယလို့ဟုတ်လားဟိုးအရှင်မကတ္တပကနေပြီးတော့ဒီကနေ့သတ္တသံဃာနာတင်လိုက်တဲ့မဟာစီဆိုတော်ဘုရားမင်းကုန်းဆိုတော်ဘုရားကြီးတို့ရဲ့လက်ထက်တိုင်အောင်တဲ့ထေရဝါဒဘုရားခေါ်တော်မူတဲ့လမ်းကြောင်းအတိုင်းပုံမပြတ်ပတ်မပြတ်တည်ရှိလာလိုက်တဲ့ပရိယတ္တိစာပေတွေဟာဘယ်သူတွေထိမ့်သိမ်းတာလဲသံဃာတွေဟောဒီသံဃာတွေပဲပရိယတ္တိကပြီးတဲ့အသည့်အတိုင်းပฏิပတ်တိတရားဓမ္မတွေကိုယ်တိုင်ကျင့်ပွားလိုက်တဲ့အခါကျတော့ဒီဘဝမှာယဟနာဖြစ်သွားတာကြားရတာကြည်ညိုရတာမြောင်များစွာမတွေ့ရဘူးလားကိုယ်တိုင်ကျင့်ကြံတော့ရောငြိမ်းချမ်းမှုကိုမတွေ့နိုင်ဘူးလားဒါကြောင့်သံဃာကိုမပြစ်မှားနဲ့သံဃာသည်သာသနာရဲ့အသက်ပဲသံဃာနဲ့သာသနာမတိုင်ဘူးနော်သာသနာဆိုတာကမြတ်စွာဘုရားရဲ့အဆုံးအမအဲ့ဒီမြတ်စွာဘုရားရဲ့အဆုံးအမသာသနာကြီးတည်တတ်နေဖို့ရန်အတွက်ဟောဒီသံဃာကရှေ့ကနေရွတ်ခြုံပြီးတော့ကြိုးစားခဲ့ရတာသောတောတသံဃာနာတင်ပြီးတဲ့အချိန်တီဟိုခေတ်မှာတီဟိုနိုင်ငံမှာသဘုံညာနေထားတော့ဒကာဒကမတွေစီးပွားရေးတွေအစိမ့်မပြေးစားဝတ်နေအစိမ့်မပြေးတော့သံဃာတွေဆွမ်းမလောင်းနိုင်သံဃာတွေမှာဆွမ်းမဝတော့နေညဟောဒီမြတ်စွာဘုရားရဲ့ဟောထားတဲ့တရားတွေစာပေတွေကိုမေ့မှဆိုလို့ချောင်းနာသွားမျက်နာသွားအေးသဲတွေပေါ်မှာပလက်လန်အေးပြီးတော့မှအေးတဲ့သဲလေးတွေဘိုက်ပေါ်တင်ပူနေလို့ဆာနေလို့ပူနေတဲ့ဘိုက်တွေကိုသဲအေးလေးတင်ပြီးတော့မှဟောဒီစာပေတွေကိုမမေ့အောင်ကြက်ခဲ့ရတာတတိယသံဃာနာဒီအုံနောက်ထဲမှာနှုတ်ထဲမှာပဲဆောင်းခဲ့ရတာပြိဿရေဟုတ်လားစာပေမရှိဘူးသရုဒ္ဓသံဃာနာရောက်မှပေထက်ကိုတင်တယ်သတ္တသံဃာနာပြစ္ဆမသံဃာနာရောက်မှကြောက်ထက်ကိုတင်တယ်အဲ့ဒီဂျာကာလမှာဒီသတ္တသံဃာနာတင်ဒီစာထက်မှာတင်လာခဲ့တာပြိဿရေစာအုပ်စာပေဆိုတော့နှစ်ပေါင်းမှမကြာသေးဘူးတွက်ကြည့်ဟုတ်လားသာသနာနှစ်နဲ့တွက်မယ်ဆိုရင်ပထမဒုတိယတတိယစတုတ္ထရောက်ခါမှပေထက်ကိုအခရာတင်နိုင်ခဲ့တာဟုတ်လားအေးဒါကြောင့်အဲ့ဒီစာပေတွေတည်တတ်အောင်ပြန်ပွားအောင်ခိုင်ခန့်အောင်ကြိုးစားနေတာသံဃာတော်ရှင်မြတ်တွေဟုတ်လားဒါကြောင့်မမေ့အပ်တဲ့ပုံကိုယ်ထဲမှာနောက်ဆုံးကြည့်လိုက်တော့အခုသံဃာဒီအရေးကြီးဆုံးထဲမှာပါမသွားဘူးလားဟောဒီသံဃာတော်အရှင်မြတ်တွေကိုသာမမေ့ခဲ့ရင်သံဃာတော်အရှင်မြတ်တွေချမ်းချမ်းသာသာသာသနာပြုနိုင်ဖို့သွမ်းသင်္ကန်းကြောင်းစင်ပစ္စည်းလေးပါထောက်ပံ့ပေးဖို့မမေ့ခဲ့ဘူးဆိုရင်ဒီကနေ့မိမိတို့စွမ်းနိုင်တဲ့စွမ်းစားနေတဲ့လှူဒန်းတဲ့ကောင်းမှုမျိုးတွေမမေ့ခဲ့ဘူးဆိုရင်သံဃာတော်အရှင်မြတ်တွေပရိယတ္တိစာပေတွေချမ်းချမ်းသာသာသင်နိုင်မယ်ပฏิပတ်တိတရားဓမ္မတွေချမ်းချမ်းသာသာနဲ့ကျင့်နိုင်မယ်ကိုသိတဲ့စာပေတွေပြန်ဟောမယ်ကိုတွေ့တဲ့တရားတွေပြန်ပြသမယ်ဆိုတဲ့အခါပရိယတ္တိသာသနာထွန်းလင်းမယ်ပฏิပတ်တိသာသနာထွန်းလင်းမယ်ဟောဒီပရိယတ္တိပฏิပတ်တိသာသနာတွေထွန်းလင်းနေသမျှဖယားဆိုတာလေနှလုံးသားမှာကိန်းလိမ့်မယ်တရားဆိုတာလေနှလုံးသားမှာကိန်းလိမ့်မယ်မိဘနှစ်ပါးနဲ့ဆရာသမားရဲ့ဂုဏ်ကျေးဇူးတွေလည်းပြန်လဲဟောပြလို့အတိအမှတ်ပြုတတ်လိမ့်မယ်ဟောရလားဒီတော့ဒီကနေ့ညဦးဇင်းတို့မမေ့အပ်သူများဆိုတာကိုဒီလောက်ပဲဟောကြားဝင်ပြုပါတဏှာကြီးခွဲဟောပေးပါတယ်ဟုတ်လား
မမေ့အပ်တဲ့ပုဂ္ဂိုလ်တွေရဲ့ဂုဏ်ကျေးဇူးကိုသိမှမပြန်သေးဘူးပြီးအောင်မေ့နေရလားမသိဘူးမမေ့အပ်တဲ့ပုဂ္ဂိုလ်တွေရဲ့ဂုဏ်ကျေးဇူးတွေတော့သိမသွားဘူးလားဘာလို့ရမလဲသိုံနဲ့ရပါမလားနင်းငါချစ်တယ်ချစ်လိုက်တာငါသားလေးလိုပဲငါသမီးလေးလိုပဲလို့ပြောနေုံနဲ့အရသာရှိရဲ့လားရောသားလေးရောသမီးလေးရောမမိုး1000ယူသွားအိုးဆိုရင်မကျင်တတ်ဘူးလားအဲ့ဒီလိုပေါ့အတိအမှတ်ပြုုံနဲ့ရပါမလားအတိအမှတ်တွေပြုလိုက်ပြီးတဲ့အချိန်ကျရင်အတိအမှတ်ရဲ့နောက်မှာသိတတ်တဲ့လက်ကလေးတွေနဲ့ပြီးဆက်ဖို့လိုပါသေးတယ်အမေနဲ့အဖေဆရာသမားတွေအပေါ်မှာကိုယ်တိုင်ကိုယ်ကြပြီးဆက်ပါဖရာရဲ့အပေါ်မှာအဆုံးအမတွေကိုနာကမှတ်သားရင်နဲ့ပြီးဆက်ပါတရားရဲ့အပေါ်မှာလက်တွေနာကြတဲ့တရားကိုလက်တွေရှုပွားရင်နဲ့ပြီးဆက်ပါသံဃာတော်အရှင်မြတ်တွေရဲ့အပေါ်မှာသွန်သင်္ကန်းကြောင်းစီပစ္စည်းလေးပါလှူဒါန်းရင်နဲ့ပြီးဆက်ပါအဲ့ဒီအဆင့်ရောက်ပြီဆိုတဲ့အခါကျတော့သားကောင်းယရနာသမီးလိမ္မာတပည့်ကောင်းယရနာတပည့်လိမ္မာတွေဖြစ်မသွားဘူးလားဒါကြောင့်မမေ့အပ်တဲ့ဖရာတရားတန်ခါယနာမြတ်သုံးပါးမိဘဆရာသမားများကိုမမေ့တတ်အောင်ညွှန်လတဲ့ညွှန်ပြပြီးတဲ့အတွက်ကြောင့်မမေ့တတ်တဲ့ပုဂ္ဂိုလ်တွေအနေနဲ့တတ်တည်ပြဖို့ရန်ဟောဒီကာယကံဟောဒီဝစီကံဟောဒီမနောကံတွေနဲ့လက်တွေ့ပေးဆက်နိုင်ပါစေနော်သာတော်နှလုံးပြောပြောင်းသူတော်ကောင်းတို့မာတာသာမြင့်မောတောင်ဦးမကကျုသည်မွေသမီးခင်ကျေးဇူးရှင်ကို၎င်းပိတာသာမြင့်မောတောင်ဦးမကကျုသည်ကျွေးတပါခင်ကျေးဇူးရှင်ကို၎င်းယရနာနိဇာဘုရားတရားသံဃာယရနာမြတ်သုံးပါးတို့ကို၎င်းကရုဇာတလုံးတပါဒဆုံးမပဲ့ပြင်သွန်သင်ပြီးတဲ့ကျေးဇူးရှင်ဆရာမြတ်ကို၎င်းနပမေဇိတပါမိမိအပေါ်မှာကျေးဇူးတော်တွေအနန္တများပြားလာတဲ့အတွက်ကြောင့်ဘယ်သောအခါမှမမေ့သင့်မမေ့မမေ့ထိုက်ပါကုန်ဒေသံထိုယနာမြတ်သုံးပါးမိဘဆရာသမားတော်ကိုပိသောပကာရာယကျေးဇူးကုန်ကိုအတုံးတပံပြန်လဲ၍ပေးဆက်ခြင်းငါတရာနိယောညင်ပါအခါခသိမ့်တုံမေသင်သူတော်ကောင်းအပေါင်းတို့သည်ပူဇဏံပစ္စည်းနဲ့ပူဇော်ခြင်းတရားနဲ့ပူဇော်ခြင်းကိုကာတဗံကာတပမေဝကောင်းစွာမသွေပြုထိုက်ပါပေတော့တည်းဒေသေတံသုဒ္ဓဗုဒ္ဓေနသုနေတဝါဓမ္မဒေသနံအဘိနန္ဒနာစေတေနာသာဓုသာဓုတိပါဒထာသာရောတရားနာလာကြပါတဲ့မြာရဂဓမ္မပေါင်းသူတော်ကောင်းတို့ဒုံမေသင်သူတော်ကောင်းအပေါင်းတို့သည်သုဒ္ဓဗုဒ္ဓေနဒါနသီလသမာဓိပညာနှင့်ဆက်ရှင်သောဘုဒ္ဓအဖျားဖျားကိုပြီးစွမ်းတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီး၏သန္တိကဝထံတော်မှာဒေတိတံတဆင့်ခံငါဟောကြားအပ်သောဣမံဓမ္မဒေသနာမမေ့အပ်တဲ့ဂုဏ်ကျေးဇူးတွေအနန္တများပြားလာတဲ့အတွက်ကြောင့်မမေ့အပ်တဲ့ပုဂ္ဂိုလ်တွေကိုဖော်ညွှန်းဟောကြားအပ်သောဣတရားဒေသနာတော်မြတ်ကိုသူနေတဝါကောင်းစွာယောသေးနာကြကုန်ပြီးသည်ဖြစ်၍အဘိနန္ဒနာစေတေနာလွန်နှစ်သက်ရွှင်လန်းဝမ်းမြောက်ဝမ်းသာပီတိဖြာရကုန်လျက်အဘိနန္ဒနာစေတေနာဟောဒီကိုယ်တော်ကြမ်းပါ၏မကောင်းမင်းမကောင်းကြတော့လေတော်သေးတယ်ငါတို့ကိုတဏှာကြီးနဲ့ပြန်မသွားဘူးတော့စုစုပေါင်းလိုက်ရင်တော့2 နာရီတောင်မှနီးသွားသေးတယ်ရင်လို့စိတ်ထဲမှာပြန်ကားတွေးပြီးတော့စိတ်ဆိုးတဲ့မျက်နှာလေးတွေပြင်လိုက်ကြစမ်းမှာတချို့ကပြောကုန်ပြီဒီကိုယ်တော်တွေကသာကိတကြတော့တစ်မျိုးတစ်ပုံစံတခြားမျိုးနဲ့ကြတော့တစ်မျိုးတစ်ပုံစံနှစ်ပုံစံဟောတယ်လို့အတန်တွေထွက်နေတယ်ပရိသတ်ရေဘုန်းကြီးဆိုတာမျက်နာကြည့်ရဟင်ပတ်ပါတဲ့အမျိုးမဟုတ်ပါဘူးအလူငွေများရတာဟင်ပတ်ပါသွားတာပါဒါကြောင့်အလုံးသောတို့တရားဓမ္မပေါင်းသူတော်ကောင်းနေဒီကိုယ်တော်ကဘလောက်ပဲအခက်အခဲတွေရှိပါစေမြတ်စွာဘုရားရဲ့သာသနာပေါ်မှာတကယ်ကြီးညိုပြီးသားဖြစ်တဲ့အတွက်ကြောင့်တကယ်တရားနဲ့ဆွမ်းနိုင်အောင်ကြိုးစားပြီးတော့ဟောပေးလိုက်တာပါဆိုတဲ့အကြောင်းပြန်ပြောင်းလို့ရှင်းပြရင်
တရားဒိုရာရှိရာတွေစဉ်းစားမနေပဲနဲ့ကြည်လင်တဲ့စိတ်ထားဝမ်းမြောက်တဲ့စိတ်ထားလေးနဲ့ဝမ်းမြောက်ဝမ်းသာပီတိဖြာကြကုန်လျက်သာဓုသာဓုတိသာဓုသာဓုသာဓုလို့ခေါ်တော့သူတော်ကောင်းသူမြတ်လောင်းတို့ရဲ့ကောင်းမြတ်တဲ့ကြွေးကြော်သံကိုဘာသထာသုံးချိန်သုံးဝနှုံမြခါ၍ကောင်းစွာမသွေကျူရင်လိုက်ကြလေကုန်ရသတည်း